အားလုံးကိုမင်္ဂလာပါဆိုပြီးတော့ကျွန်တော်ဒီကနေပြီးတော့နှုတ်ခွန်းဆက်တာချင်ပါတယ်အချိန်အနည်းငယ်ယူပြီးတော့ဘုရားရှင်ရဲ့နှုတ်ကပတ်တော်ကျွန်တော်အနည်းငယ်ဆွေးနွေးသွားရအောင်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီနေ့ခေတ်ကာလရဲ့ရေးစည်းကြောင်းကိုကျွန်တော်ကြည့်မယ်ဆိုရင်တော့အရာရာပြောင်းလဲနေတဲ့အချိန်ဖြစ်တယ်ကျွန်တော်မကြုံဘူးတဲ့ဟာတွေလည်းကျွန်တော်ကြုံရတယ်မနေ့ပြန်ဘာဖြစ်လာမလဲတပတ်ခါဘာဖြစ်လာမလဲဆိုတော့ကျွန်တော်ဘယ်သူမှမသိတဲ့အခြေအနေမှာဖြစ်နေပါတယ်ကျွန်တော်ကြုံနေရတဲ့ဒီအခက်ခဲတွေဒီယောဂကတ်ဆိုးတွေဟာလည်းတော်တော်လေးကိုဆိုးရွားတဲ့အခြေအနေမှာရောက်နေတယ်။အဲ့ဒီကြားထဲမှာလည်းဘုရားသခင်ကရှင်မတဲ့ထဲမှာပြောထားတဲ့အတိုင်းပဲသူပြန်လာမဲ့အချိန်မှာအချိန်နီးကပ်တဲ့အချိန်မှာဘာတွေဖြစ်လာမလဲဆိုတော့မတဲ့ထဲမှာအားလုံးပြောထားပါတယ်။ဒီမတဲ့ထဲမှာရေးထားတဲ့အရာခရစ်တော်ပြောတဲ့အရာနဲ့ဒီဗျာဒိတ်ထဲမှာရှိတဲ့အရာတွေဟာဆက်လျက်မှုရှိတယ်ဆိုတော့ကျွန်တော်ဒီနေ့တွေ့ရပါတယ်။ဘာဖြစ်လို့ကျွန်တော်ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီကပြောချင်လဲဆိုတော့ဒီနေ့ကဘာပေါ်မှာအရန်ခစ်စားနေတဲ့အရာတွေအများကြီးပေါ်ပေါက်လာပါတယ်။ပစ္စည်းတနာတွေအိမ်တိုက်တာတွေဟာအရန်ကောင်းနေတဲ့အချိန်အရန်ကိုအပြိုင်စားဖြစ်နေတဲ့အချိန်ကျွန်တော်ခေတ်စကားနဲ့ပြောမယ်ဆိုအရန်ကိုလန်ထွက်နေတဲ့အချိန်အားလုံးဟာအရန်ကို special ဖြစ်တဲ့အချိန်ဖြစ်ပါတယ်ကျွန်တော်ဒီကဘာကြီးပေါ်မှာဒီအချိန်မှာဆိုရင်လည်းအရန်တတ်မဲ့ဆရာကောင်းတဲ့ပစ္စည်းတွေလည်းအများကြီးထွက်လာတယ်ကျွန်တော် electronic ပိုင်းကြည့်မယ်ဆိုရင်လည်းအရန်တတ်မဲ့ဆရာကောင်းတဲ့အရာတွေဖြစ်လာတယ်ဒီ electronic ပဲဖြစ်မော်တော်ကားပဲဖြစ်ပစ္စည်းတစ်ခုဟာအဲ့ဒီထုတ်လုပ်သူတွေကရောင်းချတော့မယ်ဆိုရင်တော့သူတို့ထုတ်လုပ်တဲ့အရာတွေဟာအကောင်းဆုံးဖြစ်ကြောင်းအာမခံပြီးတော့ပြောကြပါတယ်အဲ့လိုပဲခရိယာအတိုင်းဝဲမှာလဲဆိုရင်ကျွန်တော်တို့အသင်းတော်တွေအများကြီးပေါ်ပေါက်လာတဲ့အချိန်မှာလဲကိုယ်အသင်းတော်ကိုစားပြုတဲ့အချိန်မှာကျတော့ကိုယ်အသင်းတော်ဟာဘယ်လောက်မှန်ကန်တဲ့အကြောင်းသူများအသင်းတော်ဟာမမှန်တဲ့အကြောင်းကျွန်တော်တို့အသင်းတော်ဟာကျမ်းစာနဲ့ပို့ပြီးတော့ကိုက်ညီတဲ့အသင်းတော်ဖြစ်ကြောင်းသူတို့အသင်းတော်ဟာကျမ်းစာနဲ့လုံးဝမကိုက်ညီတဲ့အကြောင်းဆိုတဲ့သဘောထားကွဲလွဲမှုတွေအများကြီးပေါ်ပေါက်လာပါတယ်ဒီနေ့ကျွန်တော်ပြောချင်တဲ့အရာတွေဟာဆိုရင်ဘယ်အသင်းတော်မှကိုဖက်လိုက်ပြီးတော့ကျွန်တော်ပြောကြားခြင်းမဟုတ်ပါဘူးဒီတမန်ကျမ်းစာထဲမှာဖြစ်ပျက်တဲ့အတိုင်းကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်ကပ္ပဦးကျမ်းမှာဘာဖြစ်ခဲ့လဲစာတန်မာနကလူသားတွေရဲ့ attention လူသားတွေရဲ့စိတ်နှလုံးကိုဘယ်လိုအနိုင်ယူခဲ့လဲဆိုတော့ကျွန်တော်ပြောမယ်ပြီးတော့စာတန်မာနကအဲ့ဒီကပ္ပဦးအစကနေပြီးတော့အဆုံးအထိဘယ်လိုအလုပ်လုပ်သွားမလဲဆိုတာကျွန်တော်ဒီနေ့ပြောပြမှာဖြစ်ပါတယ်အာဒံနဲ့အေဝါကိုဘုရားသခင်ကဖန်ဆင်းတဲ့အချိန်မှာကပ္ပဦးကျမ်းအခန်းကြီး1နဲ့3အထဲကိုကျွန်တော်ဖတ်ကြည့်မယ်ဆိုရင်ဘုရားသခင်ကလူသားတွေကိုဖန်ဆင်းတဲ့အချိန်မှာသူ့ရဲ့ပုံသဏ္ဍာန်တော်နဲ့အညီဖန်ဆင်းတယ်လို့ပြောထားပါတယ်ပြီးတော့တနေရာမှာဘယ်လိုပြောထားလဲဆိုတော့သူ့ရဲ့ပုံသဏ္ဍာန်တော်နဲ့အညီဖန်ဆင်းတဲ့ဤသူတို့ကိုရွေးပိုင်ခွင့်ပေးထားတယ် free willသူတို့လိုအပ်ရင်လိုအပ်တယ်လို့သူတို့ရွေးပိုင်ခွင့်ရှိတယ်ဖျားကိုလည်းမရွေးချင်ရတယ်ဖျားကိုလည်းညှင်းချင်ရတယ်စာတမန်နတ်ဘက်ကိုလိုက်ချင်လည်းရတယ်အဲ့ဒီပုံသဏ္ဍာန်နဲ့လူသားတွေကိုဖန်ဆင်းထားခြင်းဖြစ်ပါတယ်အဲ့လိုဘုရားသခင်ကလူသားတွေကိုအဲ့လိုဖန်ဆင်းရအချင်းအကြောင်းကဘာဖြစ်လဲဆိုတော့သူ့ရဲ့ပုံသဏ္ဍာန်တော်နဲ့ညီဖန်ဆင်းတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ကျွန်တော်ကျမ်းစာထဲကိုကြည့်မယ်ဆိုရင်စာတမန်နတ်ရဲ့အခြေအနေကိုကျွန်တော်ကြည့်မယ်ဆိုရင်လည်းဘုရားသခင်ကသူ့ကို free will ပေးထားတယ်သူ့ကိုရွေးချယ်ပိုင်ခွင့် free will ပေးထားတဲ့အတွက်ကြောင့်အဲ့စာတမန်နတ်ရဲ့စိတ်နှလုံးသားထဲမှာခရစ်တော်ကိုပြိုင်ဆိုင်ခြင်းတဲ့စိတ်ဓာတ်တွေဝင်လာတယ်ပြီးတော့မာနတွေဝင်လာတဲ့အခါကျတော့ခရစ်တော်ကဲ့သို့ဖျားကဲ့သို့ तू ကဖြစ်ချင်လာတဲ့အခါကျတော့ तू ကသူ့ရဲ့ရွေးချယ်မှုနဲ့ तू ဖျားသခင်ကိုပုံကံပြီးတော့ကောင်းကင်တမန်3ပုံတပုံရဲ့ရွေးချယ်မှုကို तू ကခံရပြီးတော့ဖျားသခင်ကသူ့ကိုကောင်းကင်ဘုံကနေဒီမြေကြီးကို तू ကနှင်ထုတ်လိုက်ခြင်းဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီကောင်းကင်တမန်3ပုံတပုံနဲ့စာတမန်နရဲ့လုပ်ငန်းဟာဒီစัจ java လာကြီးထဲကိုရောက်ရှိလာတယ်ဒီစัจ java လာကြီးထဲရောက်ရှိလာတဲ့အချိန်မှာကောင်းကင်နိုင်ငံရဲ့ကောင်းကင်တမန်3ပုံတပုံနဲ့စာတမန်နရဲ့လုပ်ငန်းတွေဟာဒီစัจ java ထဲမှာစတင်ခဲ့ခြင်းဖြစ်ပါတယ်အဲ့ချိန်မှာဘုရားသခင်ကလည်းဒီကမ္ဘာကိုဖန်ဆင်းတဲ့အချိန်အာဒံနဲ့ဝက်ကိုဖန်ဆင်းပြီးတဲ့အချိန်မှာဒီကောင်းကင်တမန်3ပုံတပုံနဲ့စာတန်မာနရဲ့လုပ်ငန်းဟာဒီအေဒင်ဥယျာဉ်ထဲကိုဝင်ရောက်လာခြင်းဖြစ်ပါတယ်စာတန်ဟာအယံကိုတော်တဲ့လူတစ်ယောက်ဖြစ်တယ်ဒီနေ့ကျွန်တော် business term နဲ့ပြောမယ်ဆိုရင်တော့သူ့ရဲ့ business ကိုတော်ပိုင်တဲ့တယောက်ဖြစ်တယ်ဘာဖြစ်လဲဆိုတော့သူ representative လောက်တာအရန်တော်တယ်သူ့ရဲ့လုပ်ငန်းကိုကြော်ရတာလည်းအရန်ကောင်းတယ်အဲ့ချိန်မှာဘုရားသခင်ကဒီအာဒံနဲ့အေဝါကိုဒီဥယျာဉ်တော်ထဲမှာပင်ရတွေတင်ပေးနေတဲ့ချိန်ဒီကဘာကြီးကိုဖန်ဆင်းစဖြစ်တဲ့အတွက်ကြောင့်ဒီကဘာကြီးထဲမှာရှိတဲ့အရာခတ်သိမ်းကိုဒီအာဒံနဲ့အေဝါကတင်ကြပြီးတော့ဘုရားသခင်ကသူလှုပ်ထားတဲ့ဒီဖန်ဆင်းခြင်းအရာတွေတိရစ္ဆာန်တွေမိုးကောင်းကင်တိရစ္ဆာန်တွေရေထဲကပင်လယ်ထဲကတိရစ္ဆာန်တွေပြီးတော့ဂုံးပေါ်ကတတ္တဝါတွေရဲ့နာမည်တွေကိုမဲ့ဖို့ပြီးတော့အရာအားလုံးကိုအုပ်ဆိုးပြီးတော့နာမည်တွေမဲ့ဖို့ဘုရားသခင်ခိုင်းစေထားခြင်းဖြစ်ပါတယ်အဲ့ဒီအချိန်မှာစာတမန်ရဲ့လုပ်ငန်းဟာကပ္ပဦးကျမ်းအခန်းကြီး1ထဲမှာပဲဖြစ်ကပ္ပဦးကျမ်းအခန်းကြီး3ထဲမှာပဲဖြစ်ဝင်လာပြီးတော့စာတမန်ကလည်းဘုရားသခင်ကသူ့ကိုဖန်ဆင်းထားတဲ့ဤသူဒီလူသားတွေလည်းဖန်ဆင်းထားခြင်းဖြစ်တဲ့အတွက်ကြောင့်ဒီလူသားတွေကိုသူကဘယ်လိုမျိုး
သူ့ရဲ့ idea ကိုတွေးနိုင်မလဲဆိုတာ तू ကစဉ်းစားပြီးတော့ဒီအေဝကိုချင်းကန်ချင်းဖြစ်ပါတယ်အဲ့ဒီကပောက်ချန်ခန်းကြီးနှစ်နဲ့ငယ်3ထဲမှာစာတမာနကလည်း तू ကဖျားသခင်ကိုပုံကံပြီးတော့သူ့ရဲ့ free will နဲ့ तू ကဒီကဘာကြီးကိုရောက်ရှိလာခြင်းကို तू ကဒီ Eden ဥယျာဉ်ထဲမှာ representative လုပ်ဖို့ Eden ဥယျာဉ်ထဲကို तू ကရောက်ရှိလာခြင်းဖြစ်ပါတယ်အဲ့လိုဝင်လာတဲ့အခါကျတော့စာတမာနကဘာစဉ်းစားလဲဆိုတော့ဒီဥယျာဉ်ထဲမှာဖျားသခင်ဖန်ဆင်းတဲ့ဒီအရာထဲမှာဘယ်ဟာအလှပဆုံးလဲဆိုတဲ့အရာကို तू ကရွေးချယ်ပြီးတော့ तू ကလာရောက်ခြင်းဖြစ်ပါတယ်အဲ့ချိန်မှာကျမ်းစာထဲမှာပြောထားတဲ့အတိုင်းပဲဒီမွေဟာဆိုရင်အယံကိုပင်ရရှိတယ်တခြားတော့တရိษံတွေထက်ပို့ပြီးတော့ပင်ရရှိတယ်ပို့ပြီးတော့လှပတယ်ဆိုတဲ့အရာကိုစာတမာနကချက်ချင်း तू ကရိပ်မိသွားတယ်ကျမ်းစာထဲကဘယ်လိုပြောထားလဲဆိုတော့စာတမာနရဲ့အပြောအဆိုတွေကအယံချိုတာတယ်သူ့မှာ confidence အပြည့်ရှိတယ်သူ့ရဲ့ကိုယ်ခန္ဓာလည်းလှတယ်ဘုရားသခင်ကလည်းသူ့ဖန်ဆင်းထားတာတခြားတရိษံတွေထက်ပို့ပြီးတော့လှပချောမောတဲ့အတွက်ကြောင့်ဖျားတခင်ကဒီမွေကြီးကိုဖန်ဆင်းထားတာအယံလှပချောမောတဲ့တရိษံဖြစ်တဲ့နီးသူအဲ့ဒီအချိန်မှာစာတမာနကအဲ့ဒီမွေကြီးကိုအသုံးပြုလိုက်တယ်ပြီးတော့အဲ့ဒီမွေကြီးအထက်ကနေပြီးတော့စာတမာနကဘယ်လိုစကားပြောလာလဲဆိုတော့အယံကိုတော်တဲ့တယောက်အယံကိုတီးတဲ့တယောက်သူ့ရဲ့ပြောဆိုပုံသူ့ရဲ့ပြောဆိုဟန်တွေကလည်းအယံကို smooth ဖြစ်တယ်ပြီးတော့သူ့မှာရှက်ကြောက်ခြင်းမရှိဘူးသူ့မှာအယံ pleasant ဖြစ်တယ်သူများကလက်ခံနိုင်လောက်အောင်သူ့ရဲ့ယူပကာသူ့ရဲ့ရုပ်အင်္ဂါတွေကလည်းအယံအစင်းလာပါတဲ့အတွက်ကြောင့်အဲ့ဒီနေရာမှာအေဝကိုအနိုင်ယူခြင်းဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျမ်းစာထဲမှာကျွန်တော်ကြည့်မယ်ဆိုရင်ဒီစာတန်ဟာဆိုရင်သူ့ရဲ့အပြောဆိုတာအရန်ချိုတာတယ်။ကျွန်တော်တို့ car showroom တွေ TV showroom တွေပြီးတော့ဒီ product showroom တွေကျွန်တော်သွားမယ်ဆိုရင်အဲ့မှာ representative တွေကသူတို့စကားပြောလိုက်တဲ့အခါကျတော့အရန်ကိုချိုတာကြတယ်။ကျွန်တော်မဝယ်ချင်တာတော့မှဝယ်ချင်အောင်သူတို့ကလုပ်နိုင်တဲ့အခြေအနေမှာရှိတယ်။အဲ့ဒီလိုပဲဒီစာတမာနကသူ့ရဲ့ကဘာကြီးမှာရောက်ရှိလာတဲ့ဒီအာဒံနဲ့အေဝကိုအရန်ကိုလက်ဖြားခြင်းနဲ့အဲ့ဒီအချိန်မှာဒီလက်ဖြားခြင်းဆိုတဲ့အသုံးအနှုန်းလည်းရှိမှာမဟုတ်ဘူးဒါပေမဲ့စာတန်ကသူ့ရဲ့ business ကို introduction လုပ်လိုက်တဲ့အခါကျတော့အယံကိုတော်တဲ့ business representative တယောက်အနေနဲ့သူကအေဝကိုစကားပြောလိုက်တဲ့အခါကျတော့အေဝရဲ့ attention အားလုံးကိုသူကရရှိခြင်းဖြစ်ပါတယ်ကျွန်တော်ဒီနေရာမှာကြည့်မယ်ဆိုရင်တော့စာတမာနရဲ့အလုတ်အကင်ဟာအယံကြောက်စရာကောင်းတယ်ဒီကဘာကြီးပေါ်မှာရှိတဲ့ကလေးသူငယ်တွေပဲဖြစ်ဖြစ်လူကြီးတွေပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီနေ့မှာကြောက်ရွံ့တဲ့အရာပါတရေဆိုရင်တော့ဒီမှာတွေးတွေယူနေမယ်ဒါမှမဟုတ်ရင်တော့အသားမဲမယ်ဒါမှမဟုတ်ရင်တော့စပင်းရှိမယ်ဒါမှမဟုတ်ရင်ဂျိုတွေရှိမယ်ဒါမှမဟုတ်ရင်တော့သူ့ bite တွေရွှဲမယ်မလှပတဲ့အရာတစ်ခုခုကိုကျွန်တော်တို့တရေတစေလို့ကျွန်တော်ပြောကြတယ်ကျွန်တော်တို့ပြောတဲ့ဒီ attention နဲ့ Eden ဥယျာဉ်မှာစာတမာနရဲ့ရုပ်လုံးကိုအင်္ဂါဟာဆိုရင်ကျွန်တော်တို့ပြောနေတဲ့ဒီတရေတစေနဲ့တခြားစီဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်ဒီနေ့မစင်းစားမိတဲ့အရာဒီနေ့စာတမာနရဲ့လက်ဖြားမှုမှာကျွန်တော်တို့မစင်းစားတဲ့အရာတွေအများကြီးရှိတယ်စာတန်ကသူ့ရဲ့ trick တွေအများကြီးသုံးတယ်ကျမ်းစာထဲမှာကျင်သူ့ရဲ့အရေးချင်းကမနှဲတဲ့အရေးချင်းဖြစ်တယ်ဘာဖြစ်လဲဆိုတော့သူ့အင်္ဂါအရေးချင်းလဲလှတယ်ပြီးတော့သူ့ရဲ့ပြောဆိုမှုတွေလည်းအယံကို smooth ဖြစ်တယ်ကျမ်းစာထဲမှာဘယ်လိုပြောထားလဲဆိုတာ cunning တယ်အယံကိုသူများကိုဆွဲဆောင်နိုင်တဲ့နှုတ်သက်တိ attention ရနိုင်တဲ့အခြေအနေမှာသူကရှိတယ်ဆိုတာကျွန်တော်သိရပါတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်ဒီနေ့ကဘာပေါ်မှာကြည့်မယ်ဆိုရင်လိန်လေလက်ဖြားမှုအတိုင်းမှာကြောက်ရွံ့ခြင်းနဲ့ဘယ်သူမှလိန်လေလက်ဖြားခြင်းမပြုတ်ဘူးခင်ဗျားသူတစ်ပါးတစ်ယောက်ကိုလိန်မဲ့ဆိုရင်တော့အဲ့ဒီလူတစ်ယောက်တင့်ကိုကြောက်ရအောင်ခင်ဗျားပြင်ဆင်ပြီးတော့သွားလိမ့်မှာမဟုတ်ဘူးသူများကိုလိန်မဲ့ဆိုကြတဲ့ကသူများလက်ခံနိုင်အောင်ကျွန်တော်တို့နေရချင်းဖြစ်ပါတယ်အဲ့ဒီလိုပဲစာတမာနဟာလည်းအရေးချင်းပြည့်တဲ့သူတစ်ယောက်ဖြစ်တယ်ပြီးတော့ရှင်းပြောမယ်ဆိုရင်သူကောင်းကင်နိုင်ငံမှာဘယ်နှစ်နေခဲ့လဲဖျားတခင်လက်အောင်မှာသူဘယ်နှစ်အလုပ်လုပ်ခဲ့လဲဆိုတော့ကျွန်တော်မသိဘူးဒါပေမဲ့သူကကျမ်းစကားတွေကိုသူကအယမ်းတတ်တယ်ကျမ်းစာကိုအယမ်းတတ်တယ်ကျွန်တော်တို့တတ်တလောက်ကတော့ကျွန်တော်ဒေါက်တာ၄ခု၅ခုရတဲ့လူလောက်ကတော့သူက8တလောက်ပဲရှိတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်ဒီကဘာပေါ်မှာစာတမာနကဒီအချိန်မှာကျွန်တော်ဒီခရစ်ယာန်အပြင်ဘက်ကလူတွေကိုမပြောချင်ဘူးဒီနေ့ဘာဖြစ်လဲဆိုတော့ကျွန်တော်ခရစ်ယာန်အတိုင်းဝိုင်းထဲမှာရှိပြီးတော့အလိန်ခံနေရတဲ့လူတွေအများကြီးရှိတယ်ဒီအေဝဟာလည်းအပြင်လူမဟုတ်ဘူးဖျားသခင်ရဲ့လူဒါပေမဲ့ဒီဖျားသခင်ရဲ့လူထဲမှာအလိန်ခံရခြင်းဖြစ်တယ်ဒါကြောင့်ဖျားတရားကိုကျွန်တော်ပြောမယ်ဆိုရင်တော့တခါတလေကြတော့လူအများစုကဘယ်လိုပြောလဲဆိုတော့ကျွန်တော်တို့ယုံကြည်သူအချင်းချင်းခရစ်ယာန်အချင်းချင်းဒီလိုပြောစရာမဟုတ်ဘူးတယောက်နဲ့တယောက်ကူညီဖေးမဖို့ဖြစ်တယ်ဆိုပြီးတော့လူအများကြီးကပြောလေပြောထားရှိပါတယ်အဲ့ဒီအသွေးခေါ်ကလုံးဝမမှန်တဲ့အရာဖြစ်ပါတယ်စာတမန်ရဲ့လက်ဖြားမှုဆိုတာမွတ်စလင်အတိုင်းဝိုင်းမှာသွားမှာမဟုတ်ဘူး
ဒီ Buddhist အတိုင်းဝိုင်းမှာဘယ်တော့မှစာတမာနတွားလိုက်မှာမဟုတ်သူတို့စီမှာစာတမာနကလုပ်ငန်းလုံးဝမရှိဘူးတခြား Hindu ထဲမှာလည်းစာတမာနကလုပ်ငန်းလုံးဝမရှိဘူးတခြားတော့သူတွေ outside Christianity ထဲမှာစာတမာနရဲ့လုပ်ငန်းဆိုတာလုံးဝမရှိဘူးအဲအကြောင်းကျွန်တော်ကြည့်မယ်ဆိုရင်တော့စာတမာနကဘယ်နေရာမှာအလုပ်လုပ်တတ်လဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ဒီခရိယန်အတိုင်းဝိုင်းထဲမှာပဲစာတမာနကအလုပ်လုပ်သွားမှာဖြစ်ပါတယ်အဲအကြောင်းကျွန်တော်တို့ဒီနေ့အယံကိုကျွန်တော်တတိရှိနဲ့ဒီကျမ်းစကားဖျားသခင်ရဲ့တမန်တရားကိုကြည့်ရှုဖတ်ရွတ်ရမလဲအဆက်မပြတ်ဖတ်ရွတ်ရမလဲဆိုတာကျွန်တော်တို့ဒီနေ့တော်တော်အရေးကြီးတဲ့အချက်ဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ကြည့်မယ်ဆိုရင်တော့ကပ္ပဦးကျမ်းအခန်းကြီး1နဲ့2နဲ့3နဲ့ကိုကျွန်တော် study လုပ်ကြည့်မယ်ဆိုရင်အေဝါရဲ့ကြဆုံးမှုဟာဘာကြောင့်လဲဆိုတော့သူကဖျားသခင်ပြောတဲ့စကားကိုရေးလဲအတိအကျမသိတဲ့အတွက်ကြောင့်စာတန်မာရရဲ့ကြော့ကွင်းထဲမှာသူရောက်ရှိခြင်းဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ခရိယာအတိုင်းဝိုင်းထဲမှာလဲတရားဟောဆရာကတရားဟောတာအယံကောင်းလို့အဲ့ဒီလူရဲ့ perfect ဖြစ်တဲ့လူတွေအများကြီးရှိတယ်အဲ့ဒီတရားဟောဆရာကိုကျမ်းစာထက်တော်မှပို့ပြီးယုံကြည်တဲ့သူတွေအများကြီးရှိတယ်။တရားဟောဆရာလည်းအပြောကောင်းရုပ်ကလည်းချောတခြင်းလည်းဆိုတတ်တယ်ဆိုတဲ့အခါကျတော့လူတွေက attention အများကြီးရတယ်။ तू ကဘာပြောतू ကဖျားလူပဲဖျားတခင်ပိတ်ပေးထားတဲ့လူပဲဆိုပြီးတော့ကျမ်းစာကိုနောက်လှည့်ပြီးတော့ကျွန်တော်တို့အဲ့ဒီလူပုဂ္ဂိုလ်ရဲ့နောက်ကိုကျွန်တော်လိုက်တတ်ပါတယ်အဲ့ဒီလူပဲအေဝါဟာလဲဘာပြဿနာနဲ့တွေ့ကြုံထားလဲဆိုတော့ဒီမွေဟာအယံအစင်အယံလှပါတယ်ပြီးတော့နှုတ်တတိလဲရန်ကောင်းတယ်စွဲဆောင်မှုလည်းရှိတယ်စကားပြောတာလည်းချိုသားတယ်သူများလက်ခံနိုင်အောင်လည်းပြောတတ်တယ်အဲ့ဒီအခြေအနေမှာဒီစာတမာနရဲ့ကြော့ကွင်းထဲမှာဒီအေဝါဝင်လာခြင်းဖြစ်ပါတယ်ဒီကျမ်းစာထဲမှာကျွန်တော်ကြည့်မယ်ဆိုရင်တော့ဘာဖြစ်လို့ဒီအေဝါဟာစာတမာနရဲ့ကြော့ကွင်းထဲမှာသူကရောက်ရှိသွားလဲဆိုတော့ကျမ်းစာထဲမှာ if you eat the fruit you will surely die ဆိုတဲ့ကျမ်းချက်ရှိတယ်အမှန်အကန်တည်လိမ့်မည်အေဝါကဖျားသခင်ရဲ့ကျမ်းစကားကို तू က seriously तू ကတကယ်တမ်းနှုတ်တိုက်မကြက်မှတ်တဲ့ခါကျတော့အမှန်တကယ်တည်ရမယ်ဆိုတဲ့အရာကို तू ကမတဲကွဲတော့ဘူးအဲ့ဒီအမှန်ကန်ဆိုတဲ့အရာကို तू ကမထည့်ဘူးစာတမာနက तू မေးတယ်တင်းရဲ့ဖျားသခင်ကတင်းကိုဘာပြောလဲဆိုတဲ့ခါကျတော့အေဝါဘာပြောလဲဟုတ်တယ်ကျမတို့ကိုဥယျာဉ်ထဲမှာရှိတဲ့တစ်တီအားလုံးကိုစားခိုင်းတယ်ဒါပေမဲ့ဒီဥယျာဉ်အလယ်မှာရှိတဲ့တစ်တီကောင်းမကောင်းတိကျွမ်းရကိုကျွန်တော်တို့စားလို့မရဘူးဒီအရာကိုစားမယ်ဆိုတော့ကျမတို့ကိုဘုရားသခင်ကတေးမယ်လို့ပြောတယ်အမှန်အကန်တေးမယ်ဆိုတဲ့အရာကိုအေဝါကတိလည်းမတိဘူးတေးမယ်ဆိုတဲ့အခါတကယ်တေးမလားတကယ်မတိဘူးလားတေးမယ်တကယ်မတိဘူးလားဆိုတော့အဲ့ဒီ adjective တစ်ခုကလိုနေတယ်အဲ့ဒါကိုအေဝါကမတိတဲ့အခါကျတော့ဘုရားသခင်ပြောတဲ့ဒီနှုတ်ကပတ်တော်တရားကို तू ကတိကြမတိရှိတဲ့အတွက်ကြောင့်မလိုက်နာတဲ့အတွက်ကြောင့်အဲ့ဒီနေရာမှာကြာရှုံးခြင်းဖြစ်ပါတယ်အဲ့ဒီမွေကလည်းပြန်ဖြေလိုက်တယ်တင်တို့ရဲ့ဖခင်ကအဲ့လိုပြောတာလားငါအမှန်ကန်ပြောတာကတင်တို့လုံးဝမသေးစေရဘူးဆိုပြီးတော့အဲ့ဒီနေရာမှာဖခင်သခင်ရဲ့အတုံးအလုံးကိုဒီစာတမာနကအေဝါစီမှာတုံးလိုက်ပါတယ်အဲ့ဒီချိန်မှာမွေကြီးကဘာဆက်ပြောလဲဆိုတော့တင်တို့ဒီတစ်တီကိုစားမယ်ဆိုရင်တော့မင်းတို့မသိတဲ့အရာတွေကိုသိလိမ့်မယ်ဖခင်သခင်ကတင်တို့ပို့ပြီးတော့မျက်စိပွင့်လာမယ်ပို့ပြီးတော့တော်လာမယ်ပို့ပြီးတော့ထူးချွန်လာမယ်ဖခင်ကဲ့သို့သိနိုင်တဲ့အစွမ်းတတိရှိမှာကိုတင်တို့ရဲ့ဖျားသခင်ကတင်တို့ကိုအလိုမရှိတဲ့အတွက်ကြောင့်ဒီတစ်တီကိုမစားခိုင်းတာဆိုပြီးတော့စာတမာနကလိန်လိုက်ပါတယ်အဲ့လိုလိန်လိုက်တဲ့အခါကျတော့အဲ့ဒီအေဝါရဲ့မျက်စိထဲမှာဒီတစ်တီကပို့ပြီးတော့စားလို့ကောင်းတဲ့တစ်တီတစ်လုံးပို့ပြီးတော့ဖြစ်လာတယ်ဘာဖြစ်လို့ဆိုတော့ပင်ရတတ်နိုင်မဲ့တစ်တီတစ်လုံးဖြစ်တယ်ပင်ရပို့ပြီးတော့ရှိလာမဲ့တစ်တီဖြစ်တယ်ပြီးတော့မျက်စိပွင့်မဲ့တစ်တီဖြစ်တယ်ပြီးတော့ကောင်းတာရဲ့မကောင်းတာရဲ့သိနိုင်မဲ့တစ်တီဖြစ်တယ်ဆိုတဲ့အခါကျတော့ဒီတစ်တီကအရန်စားခြင်းစရာကောင်းတယ်ဒီနေ့ကျွန်တော်ကဘာကြီးထဲမှာလဲဒီလိုမျိုးတရားဟောတဲ့သူတွေအများကြီးရှိပါတယ်ဒီလိုမျိုးတရားဟောတဲ့ဆရာတွေလည်းအများကြီးရှိပါတယ်ဒီလိုလုပ်မဲ့ဆိုရင်တော့ပို့ပြီးတော့ချမ်းသာလာမယ်ပို့ပြီးတော့ကျန်းမာလာမယ်ပို့ပြီးတော့မျက်စိတွေကြည်လာမယ်အဲ့ဒီစာတမန်ကအေးဝတ်ကိုလိန်လေတဲ့နီးသူပို့ပြီးတော့တတ်ကျွမ်းလာမယ်ပို့ပြီးတော့ကျန်းမာလာမယ်ပို့ပြီးတော့ပိုက်ဆံချမ်းသာလာမယ်ပို့ပြီးတော့ရုပ်ချောလာမယ်ဆိုတဲ့အဲ့ဒီ strategy အဲ့ဒီနီးဗျူဟာကိုပဲဒီနေ့တရားဟောဆရာအများကြီးကဒီမွေရဲ့အတုံးလုံးတွေကိုတုံးပြီးတော့ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုဝေငှနေတယ်ဆိုတော့ကျွန်တော်ဒီနေ့သိရပါတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ဒီနေ့ခရိယန်သားသမီးတွေဟာအယံကိုတတိရှိဖို့ကောင်းပါတယ်ဘာဖြစ်လို့လဲဆိုတော့ဘုရားသခင်ကကျွန်တော်တို့ကိုဖန်ဆင်းထားတဲ့အတိုင်းကျွန်တော်တို့မကျေနပ်ဘူးအေဝါအားလည်းဘုရားသခင်ကသူ့ကိုပြည့်ဝပြည့်စုံတဲ့အသက်တာမှာထားတဲ့အချိန်မှာအေဝါကဘုရားသခင်ကိုအားမလို့အားမရဖြစ်ပြီးတော့ဘုရားသခင်ကဒီဟာတွေကိုဝတ်ထားတယ်ငါပို့တော်ဖို့ငါပို့ပြီးတော့တီးဖို့ तू ကမလို့အပူဆိုတဲ့အရာကို तू ကစိတ်ထဲမှာ तू ကတန်တရားဖြစ်လာတဲ့ခါကျတော့စာတမာနရဲ့စကားကိုပို့ပြီးတော့ယုံကြည်လာတယ်စာတမာနပြောတဲ့အရာတွေကိုပို့ပြီးတော့ attention ရလာတယ်အဲ့ဒီအချိန်ခါကျတော့ဒီတစ်တီကိုခူးပြီးတော့ तू ကစားလိုက်တယ် तू တယောက်တည်းစားပြီးတော့တေးတာမဟုတ်ဘူး तू ကဘသူ့သွားပြောသေးတယ်သူ့ရဲ့ယောက်ျားအာဒံကိုဒီအကြောင်းတွေကို
တွားပြီးတော့ဖောက်တဲ့ချလိုက်တယ်ကောင်းဆိုးဝါဆိုတာဖောက်တဲ့ချလို့အရန်ကောင်းတဲ့အရာဖြစ်တယ်လူများကိုလိန်တဲ့အရာသူများကိုမကောင်းချောင်းပြောတဲ့အရာသူများမဟုတ်ချောင်းကိုပြောတဲ့အရာတီးတူပြောတဲ့အရာတွေဟာဖောက်တဲ့ချလို့အရန်ကောင်းတယ်ဆိုတာအဲ့ဒီအေဝကနေပြောစတဲ့အရာဖြစ်ပါတယ်ဒီနေ့ကျွန်တော်ခရိယန်အတိုင်းဝိုင်းထိုင်းမှာလဲခရိယန်ဖြစ်တာနှစ်30-40ရှိနေပြီဒါပေမဲ့ဒီလိုပဲမကောင်းတဲ့အရာတွေကိုဖောက်တဲ့ချတယ်ဟိုမကောင်းချောင်းကိုဒီကိုပို့တယ်ဒီမကောင်းချောင်းကိုဟိုကိုပို့တယ်ဟိုကမကောင်းချောင်းဒီကိုပို့တယ်အဲ့လိုမျိုးလုံနေတဲ့သူတွေလည်းအများကြီးရှိတယ်အဲ့ဒါဟာမထူးဆန်းဘူးကျွန်တော်တို့အဖွာအေဝအနေပြီးတော့ဆလာတဲ့အရာဖြစ်တယ်ကျွန်တော်ပြောချင်တဲ့အရာဘာလဲဆိုတော့ကျွန်တော်တို့ဒီနေ့ဖျားသခင်ရဲ့နှုတ်ကပတ်တော်ကိုမစစ်ဆေးပဲနဲ့တရားဟောကောင်းတဲ့လူတွေရဲ့တရားဟောချက်ကိုပဲကျွန်တော်နားထောင်မယ်နှုတ်ကပတ်တော်ကိုကျွန်တော်မစစ်ဆေးပဲနဲ့အပြောကောင်းတဲ့တရားဟောဆရာတွေပြောတဲ့စကားကိုပဲဒီနေ့နားထောင်မယ်ဆိုရင်အေဝလူမျိုးပဲဖျားသခင်ရဲ့နှုတ်ကပတ်တော်တခုခုလွဲချော်သွားမယ်ဆိုရင်သင်ဟာစာတန်မာနရဲ့6ထဲမှာစာတန်မာနရဲ့ကြော့ကွင်းထဲမှာရောက်ရှိသွားမှာဖြစ်ပါတယ်အဲဒါကြောင့်ကျွန်တော်ဒီနေ့အရန်ကိုဆင်ခြင်ဖို့အရန်ကောင်းတယ်ကျွန်တော်ဒီနေ့ဒီအခြေအနေမှာလဲ church သွားပြီးတော့အရန်ကောင်းတဲ့ fancy တရားဟောချက်တွေကိုကျွန်တော်နားထောင်လို့ရတယ်အရန်ကောင်းတဲ့တရားဟောချက်တွေကိုလည်း YouTube မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ကျွန်တော်နားထောင်လို့ရတယ်နားထောင်တာကအပြစ်မရှိဘူးဒါပေမဲ့ကျွန်တော်တို့အေဝလူမျိုးမဟုတ်ဘူးအရေးကြီးတယ်အေဝဟာဘာဖြစ်လို့သူကကြရှုံးနေဆိုတော့အေဝရဲ့အခြေအနေကိုကျွန်တော်ကြည့်မယ်ဆိုရင်တော့အိမ်မွေးရလဲအရန်လှပါတယ်စကားပြောတာလည်းအရန်ချိုတာတယ်ပြီးတော့ तू ပြောတဲ့စကားတွေဟာလည်းအရန်စိတ်ဝင်စားစရာကောင်းနေတယ်အဲ့ဒီအချိန်မှာ तू ကတိမ်းရှောင်လို့မရဘူးဒါပေမဲ့ तू မစင်းစားတဲ့အရာတစ်ခုကဘာလဲဆိုတော့ဖျားသခင်ကဒီမွေကိုဖန်ဆင်းထားခြင်းဖြစ်တယ်ဖျားသခင်က boss ဖြစ်တယ်ဖျားသခင်ကဖန်ဆင်းရှင်ဖြစ်တယ်ဖျားသခင်ကသူ့ကိုလည်းဖန်ဆင်းတဲ့သူဖြစ်တယ်ဒီမွေကိုလည်းဖန်ဆင်းတဲ့သူဖြစ်တယ်ဘာဖြစ်လို့ तू ကဖျားသခင်ကဖန်ဆင်းထားတဲ့ဒီမွေရဲ့စကားကိုနားထောင်ရမလဲဆိုတော့အရာတစ်ခုသူ့စိတ်ထဲမှာရှိဖို့အရန်ကိုလိုအပ်နေတဲ့အချိန်ဖြစ်ပါတယ်ကျွန်တော်ဒီနေ့လောကထဲမှာလည်းကျွန်တော်ကြည့်မယ်ဆိုရင်ကျွန်တော်တရားဟောဆရာဘလောက်ပဲကောင်းတရားဟောဆရာကဘလောက်ပဲ attention ပေးနိုင်ဘလိစေဒီတရားဟောဆရာဆိုတာဖျားသခင်ကဖန်ဆင်းထားတဲ့သူဖြစ်တယ်အပြောကောင်းနေတဲ့တရားဟောဆရာကျမ်းစာတင်တဲ့ဆရာတွေဆိုတာဖျားသခင်ကဖန်ဆင်းထားတဲ့သူတွေဖြစ်တယ်သူတို့ဟာ 100% မားနိုင်တယ် 1% မားနိုင်တယ် 5% မားနိုင်တယ်အဲ့ဒီအတွက်ကြောင့်သင်နားထောင်တာဘလောက်ပဲကောင်းဒီတရားဟောဆရာပြောတဲ့အရာတွေကဘလောက်သင်ရဲ့နားထဲမှာဘလောက်ပဲဝင်သင်ကဘာလုပ်ရမလဲဆိုတော့ကျမ်းစာထဲကိုတွားပြီးတော့ဒီတရားဟောဆရာကပြောထားတဲ့အရာတွေဟာတကယ်တမ်းကျမ်းစာထဲမှာမှန်ကန်ပါသလားကျမ်းစာဒီနှုတ်ကပတ်တော်ကတကယ်တမ်းပြောပါသလားဒီကျမ်းစာနှုတ်ကပတ်တော်ကဒီတရားဟောဆရာပြောတဲ့အရာတွေနဲ့တထပ်ထဲဖြစ်ပါသလားဆိုတဲ့အရာကိုကျွန်တော်တို့စဉ်းစားပြီးတော့ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်တို့ပြန်လဲဖတ်ရှုဖို့အရန်လိုအပ်ပါတယ်အဲ့ဒီအချိန်မှာအေဝရဲ့အမားပါလဲဆိုတော့အေဝကအဲ့လိုမျိုးစာတန်မာနရဲ့လိန်လေလက်ဖျားမှုကိုခံစားရတဲ့အခါကျတော့ तू ကသူ့ရဲ့ဖန်ဆင်းရှင်ကို double check မလုပ်ဘူးပြီးတော့ तू ဖန်ဆင်းတယ်ဆိုတာ तू ကသိတယ်ဒါပေမဲ့ဒီဖန်ဆင်းထားတဲ့အရာတစ်ခုကသူ့လိန်နေဆိုတာ तू ကမသိလိုက်ဘူးဘာဖြစ်လဲဆိုတော့ तू အဲ့ဒီထဲမှာမျောသွားခြင်းဖြစ်ပါတယ်ကျွန်တော်ဒီအခြေအနေမှာလဲအဲ့လိုမျိုးမျောသွားတဲ့သူတွေအများကြီးရှိတယ်ကျွန်တော်ခရိယန်ထဲမှာတရားဟောဆရာကအရန်ပြောကောင်းတဲ့အခါကျတော့အဲ့ဒီတရားဟောဆရာပြောတဲ့အရာတွေပဲကျွန်တော်နားထောင်ခြင်းနဲ့ကျွန်တော်ကျမ်းစာလည်းမဖတ်ချင်တော့ဘူးစုလည်းမတောင်းချင်တော့ဘူးဒီတရားဟောဆရာမှဒီတရားဟောဆရာပဲဒီတရားဟောဆရာမှဒီတရားဟောဆရာပဲဆိုပြီးကျွန်တော်တို့အဲ့လိုမျိုးမျောသွားတဲ့လူတွေဒီနေ့မှာအများကြီးရှိတယ်ဆိုတာကျွန်တော်တွေ့ရပါတယ်တရားဟောဆရာတွေကဘလောက် reverend ပဲဖြစ်ဖြစ် pop ပဲဖြစ်ဖြစ် pastor ပဲဖြစ်ဖြစ်ဖျားသခင်ဖန်ဆင်းထားတဲ့သူတွေဖြစ်တယ်ဒီမှာမွေဟာလည်းဖျားသခင်ဖန်ဆင်းထားတဲ့မွေဖြစ်တယ်ဒါပေမဲ့လူအများစုဟာဒီနေ့ကျွန်တော်တို့ကြည့်မယ်ဆိုရင်တော့ဖျားသခင်ရဲ့နှုတ်ကပတ်တော်ထဲကိုပြန်သွားမဲ့အစားကျွန်တော်တို့ပုံကိုဆွဲပြီးတော့ဒီပုံကဘယ်လိုဟောလဲအဲ့ဒီဆရာဘယ်လိုပြောလဲဆိုပြီးတော့သူတို့ပြောတဲ့ဟာကိုထောက်ပြီးတော့စကားလိုက်ပြောတဲ့သူတွေလည်းအများရှိပါတယ်ကျွန်တော်ဒီနေ့အေးဝလိုပဲဖျားဖန်ဆင်းထားတဲ့လူတွေအပေါ်မှာကျွန်တော်မမျောမသွားဖို့သူတို့ပြောတဲ့စကားသူတို့ပြောတဲ့ချိုတာတဲ့စကားသူတို့ပြောတဲ့အားပေးစကားတွေမှာအယံခွန်အားရပါတယ်ဆိုပြီးမျောသွားဖို့မဟုတ်ဘူးကျွန်တော်မျောသွားရင်တော့တကယ်တမ်းမျောသွားလိမ့်မယ်မျောသွားရင်တော့တကယ်တမ်းချော်သွားလိမ့်မယ်အဲ့ဒါကြောင့်ကျွန်တော်ဒီနေ့ဘာ attention ပြန်ရဖို့လိုလဲဆိုတော့ဒီတရားဟောဆရာကတရားဟောတာဘလောက်ပဲကောင်းအောင်ကျွန်တော်ဘယ်ကိုပြန်သွားရမလဲဆိုတော့ဘုရားသခင်ရဲ့တမန်တရားဒီကျမ်းစာအုပ်ဘုရားသခင်စီမှာကျွန်တော်တွားပြီးတော့ double check လုပ်ရမှာဖြစ်ပါတယ်အေဝါဟာလည်းသူ့ရဲ့အမားဟာဘာလဲဆိုတော့ဒီမှာစာတန်မာနပြောတဲ့အရာထဲမှာ तू ကမျောနေပြီအဲ့ဒီအချိန်မှာ तू ကစဉ်းစားရမှာဘာဖြစ်လဲဆိုတော့သူ့ယောက်ျားလည်းရှိတယ်သူ့ယောက်ျားအာဒံလည်းရှိတယ်အာဒံစီမှာတွားပြီးတော့ဒီမွေကဒီလိုပြောတယ်ဒီလိုပြောတယ်
ဟုတ်ပါတလားဒါတကယ်ဖြစ်မလားတကယ်တမ်းဖြစ်ပါမလားဆိုပြီးတော့သူ့ယောက်ျားကို double confirm လုပ်ရတယ်ဒါမှမဟုတ်လေအဲ့ဒီအချိန်မှာသူတို့ဖျားသခင်နဲ့တိုက်ရိုက်သူတို့စကားပြောနိုင်တဲ့အခြေအနေမှာရှိတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ကအပြစ်ထဲမှာမကြရှုံးတည်တဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်သူတို့မှာဖျားသခင်ရဲ့တန်ရှင်းတဲ့လူတွေဖြစ်တယ်အဲ့ဒီအတွက်ကြောင့်သူတို့ကဖျားသခင်ကို double confirm မလုပ်ဘူးသူ့ရဲ့ယောက်ျားစီပြန်သွားပြီးတော့သူကဒီဟာတွေကအမှန်တကယ်အမှန်နဲ့တရားတွေဖြစ်လာဆိုတဲ့အရာကိုသူက double confirm တော့မလုပ်တဲ့အခါကျတော့အေဝါဟာဆိုရင်အဲ့ဒီစာတမန်နရဲ့အဲ့ဒီမွေကြီးရဲ့စကားထဲမှာမျောသွားတယ်အပြောကောင်းမှုထဲမှာသူကမျောသွားတယ်စာတမန်နရဲ့ချိုတာလာတဲ့နှုတ်ထဲမှာအေဝါဟာမျောသွားခြင်းဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့ခရိယန်အတိုင်းဝိုင်းထဲမှာအဲ့ဒီလိုမျိုးမျောသွားတဲ့သူတွေအများကြီးရှိတယ်ဒီနေ့ပုပ်ကိုဆွဲတဲ့သူတွေအများကြီးရှိတယ်ဒီနေ့ပုပ်ကိုဆွဲပြီးတော့သူတို့တရားကိုပဲနာပြီးတော့သူတို့ဘဝမှာကြီးပွားချမ်းသာမယ်ဖျားသခင်ကိုယုံကြည်ရင်ကြီးပွားချမ်းသာမယ်ပြီးတော့မော်တော်ကားတွေပိုင်မယ်အိမ်တွေပိုင်မယ်တချို့ကျွန်တော်ချင်းနောက်မှာပါရီဖြစ်လဲဆိုတော့မင်းရဲ့နွားကိုဒီနေ့တတ်ပြီးတော့ငါ့ကိုကျွေးမယ်ဆိုရင်တော့မင်းနောက်တစ်နေ့ကျရင်ငါပြန်လာတဲ့အချိန်မှာမင်းဒီလိုအခြေအနေမှာနေရမှာမဟုတ်ဘူးဒီဟာထက်ပိုပြီးတော့ကြီးပွားမယ်ပိုပြီးတော့ချမ်းသာလာမယ်သားသမီးတွေလည်းရှိလာမယ်ဒီအခြေအနေမှာမင်းတို့ဇနီးမောင်နှံဟာမြုံပေမဲ့နောက်တနေ့ငါပြန်လာတဲ့ချိန်မှာမင်းတို့သားသမီးတွေရှိမယ်ပြီးတော့ချမ်းသာလာမယ်ကားတွေပိုင်မယ်ပစ္စည်းတွေပိုင်မယ်ဆိုပြီးတော့ prophet ရောင်ဘာရောင်လူတွေအများကြီးပေါ်ပေါက်လာတယ်ကျွန်တော်ဒီနေ့ double check ဖို့အရန်လိုအပ်တဲ့အချိန်ဖြစ်ပါတယ်ယေရှုကလည်းသူကောင်းကင်နိုင်ငံကိုပြန်လဲမကြွသွားမီအချိန်မှာသူကမတဲထဲမှာဘယ်လိုပြောထားလဲဆိုတော့သူပြန်လဲမကြွလာမီဒုတိယအချိန်ပြန်လဲမကြွလာမီတန်ရှင်းတဲ့လူတွေကိုစာတမန်ကဘယ်လိုလက်ဖြားမလဲဘယ်လိုမျိုးအခက်ခဲတွေကြုံလာမလဲဆိုတဲ့အရာကိုယေရှုခရစ်ကအားလုံးဖော်ပြထားခြင်းဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီနေ့ဘာကိုမှတ်ထားရမလဲဆိုတော့ဖျားသခင်ရဲ့နှုတ်ကပတ်တော်အပြင်ဘယ်သူမှကိုယုံကြည်စရာမရှိဘူးကျွန်တော်ပြောချင်တာဘာဖြစ်လဲဆိုတော့ကိုယ့်ရဲ့ pastor reverend တွေကိုမယုံကြည်နဲ့လို့ပြောချင်တာမဟုတ်ဘူးသူတို့ပြောတဲ့အရာထဲမှာမမျောသွားဖို့အဲ့ဒါအရန်ရေးကြီးတယ်အေဝလို့မမျောသွားဖို့အရန်ရေးကြီးတယ်ကျွန်တော်ရဲ့ pastor တွေကိုကျွန်တော်လေးစားတယ်ကျွန်တော် reverend တွေကိုကျွန်တော်လေးစားတယ်ကျွန်တော် pop တွေကျွန်တော် priest တွေကိုကျွန်တော်လေးစားတယ်ဒါပေမဲ့သူတို့ကိုလေးစားတဲ့လောက်ပဲလေးစားဖို့တင်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီနေ့ဘုရားသခင်ကသူတို့ကိုတင့်ကိုဖန်ဆင်းတဲ့ကဲတော့အဲ့ဒီသူတော်ကောင်းတွေကိုလည်းဘုရားသခင်ဖန်ဆင်းထားခြင်းဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဘလောက်ပဲနားထောင်လို့ဘလောက်ပဲကောင်းဘသူကတင့်ကိုအားပေးတာလဲဘလောက်ပဲကောင်းဘလို့ပဲကောင်းကျမ်းစာနဲ့ double check ဖို့အရန်လိုအပ်တယ်ဆိုတော့ကျွန်တော်သိရပါတယ်ကျမ်းစာကိုကျွန်တော်အစအနေပြီးတော့အဆုံးကိုကျွန်တော်ကြည့်မယ်ဆိုရင်တော့ main cause of sin ဘယ်သူလဲဆိုတော့စာတန်ပဲဖြစ်ပါတယ်အဲ့ဒီစာတမန်ကအေဝတ်ကိုလက်ဖြားတဲ့အချိန်ကစပြီးတော့စာတမန်ကလုံးဝမရက်မနာပဲနဲ့အချိန်တိုင်းမှာခုနှစ်တိုင်းမှာဘုရားသခင်ရဲ့လူတွေကိုလက်စားတဲ့သူပဲဖြစ်ပါတယ်ဘုရားသခင်လူတွေခြေချော်ဖို့ဘုရားသခင်ရဲ့လူတွေသူ့ရဲ့အုပ်စုထဲမှာပါသွားဖို့စာတမန်ကအမြဲတမ်းစ조사ခြင်းဖြစ်ပါတယ်အဲအကြောင်းကျွန်တော်ကျမ်းစာထဲမှာကြည့်မယ်ဆိုရင်စာတမန်ရဲ့အတုံးနှုံးတွေကဘာလဲဆိုတော့ဒီနေ့ဒီအချိန်မှာစာတမန်ကဘုရားသခင်ရဲ့တန့်ရှင်းတဲ့သူတွေကိုဘယ်လိုလိမ့်လဲဆိုတာကျွန်တော်တို့ဒီမှာဗျာဒိတ်ကျမ်းထဲမှာကြည့်အောင်ဗျာဒိတ်အခန်းကြီး7နဲ့အငယ်30ထဲမှာကောင်းကင်ဘုံ၌ကြီးသောအတန်ကယခုမှကယ်တင်ခြင်းဖြစ်၏တကိုးတော်လည်းဖြစ်၏ငါတို့ဘုရားသခင်၏နိုင်ငံတော်နှင့်သူ၏ခရစ်တော်၏အာဏာတော်ဆက်လည်းဖြစ်၏အကြောင်းမူကားငါတို့ညီကိုများကိုငါတို့ဘုရားသခင်ရှေ့တော်၌နေညမပြတ်အပြစ်တင်သောရန်သူကိုအောက်တို့ချလေပြီဆိုပြီးတော့ဒီမှာပြောထားပါတယ်အင်္ဂလိပ်ထဲမှာ the accuse of the brethren လို့ခေါ်ပါတယ်လူတွေကိုအမြဲတမ်းအပြစ်တင်တဲ့သူတစ်ယောက်ဖြစ်တယ်ဘုရားသခင်ရဲ့လူတွေကိုအမြဲတမ်းအပြစ်တင်တဲ့သူတစ်ယောက်ဖြစ်တယ်အဲဒါကြောင့်ကျွန်တော်ဒီနေ့ခရိယန်တိုင်းဝမ်ထဲမှာဗာပြောထားရှိလဲဆိုစာတမန်ကကျွန်တော်တို့ကိုအပြစ်တင်တဲ့ဤသူကိုအပြစ်တင်တဲ့သူတွေအများကြီးရှိတယ်ကျွန်တော်တို့ရဲ့ဘဝမှာခရစ်တော်ကိုကယ်တင်ပိုင်ရှင်နဲ့လက်ခံတဲ့အချိန်မှာဘုရားသခင်ကသူ့ရဲ့တန်ရှင်တော်ဝိညာဉ်တော်နဲ့ကျွန်တော်တို့ baptism ပေးခြင်းဖြစ်ပါတယ်တန်ရှင်တော်ဝိညာဉ်တော်ရဲ့အတိတ်ပဲဟာပါလေဆိုတော့လူတွေကိုကူညီစောင့်ရှောက်ဖို့ကျွန်တော်မတန်မဆွမ်းတဲ့နေရာမှာတန်ရှင်တော်ဝိညာဉ်တော်ရဲ့ကူညီဆောင်ရှောက်မှုဖြင့်တန်ဆွမ်းလာမယ်ကျွန်တော်အားနေတဲ့အချိန်မှာတန်ရှင်တော်ဝိညာဉ်တော်ကကျွန်တော်ကိုအားကြီးအောင်ပဲ့ပြင်ဆုံးပါမယ်မလုံနိုင်တဲ့အခြေအနေမှာတန်ရှင်တော်ဝိညာဉ်တော်ကကျွန်တော်ကိုလုံနိုင်အောင်ကျွန်တော်တို့အထဲမှာအလုပ်လုပ်သွားမှာဖြစ်ပါတယ်အဲ့ဒါကိုပါစတာတော်အများစုကအဲ့ဒီအချက်ကိုသိရက်နဲ့ဘုရားသခင်ရဲ့သားသမီးတွေကိုလိန်နေခြင်းဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီနေ့ပါစတာတော်များများဘုရားသခင်ရဲ့အလုပ်ကိုလုပ်တယ်ဆိုတဲ့သူတော်များများကမင်းတို့ဘာမှလုပ်နိုင်မှာမဟုတ်ပါဘူးဘာမှလည်းကျင့်ဆရာမလို့ဘာမှလုပ်ဆရာမလို့ခရစ်တော်ရှိရင်ကယ်တင်ခြင်းရမယ်ဆိုတဲ့ဆရာတချို့ဒီနေ့ပေါ်ပေါက်လာပါတယ်အဲ့ဒီအချက်ကိုကျွန်တော်ကြည့်မယ်ဆိုရင်တော့စာတန်ရဲ့ strategy ဖြစ်ပါတယ်ဒီမှာစာတန်ကိုကျွန်တော်ကြည့်မယ်ဆိုရင်တော့ accuse of the brethren တင်တို့ကိုအမြဲတမ်းပြစ်တင်ရှုတ်ချနေမယ်မင်းတို့မလုပ်နိုင်ဘူးမင်းတို့မဖြစ်နိုင်ဘူးမင်းတို့ဘာမှမလုပ်နိုင်ဘူးမင်းတို့ဘယ်လိုမှစူးစမ်းလို့မရဘူးမင်းတို့ဘာမှမလုပ်နိုင်ဘူးဆိုတာအဲ့ဒါစာတန်မာနရဲ့စကားဖြစ်ပါတယ်ဒီနေ့ကျွန်တော်တရားဟောဆရာအများစုကလည်းဒီစကားကိုတော်တော်ပြောတယ်
ကျွန်တော်ဒီနေ့သိရမယ့်အချက်ကဘာလဲဆိုတော့ဖျားသခင်ကကျွန်တော်တို့ကိုအရာအားလုံးပေးထားခြင်းဖြစ်ပါတယ်အရာအားလုံးကိုပေးထားခြင်းဖြစ်ပါတယ်ကျွန်တော်တို့အားနေတဲ့အချိန်မှာအားဖြည့်ဖို့ဖျားသခင်ကတန်ရှင်တော်ဝိညာဉ်တော်ပေးထားခြင်းဖြစ်ပါတယ်စိတ်သက်ကြတဲ့အချိန်မှာအားပေးဖို့တန်ရှင်တော်ဝိညာဉ်တော်ကိုပေးထားခြင်းဖြစ်ပါတယ်သင်ရဲ့အသက်တာမှာခရစ်တော်ကိုကယ်တင်ပိုင်ရှင်အနေနဲ့ယုံကြည်လက်ခံတဲ့အချိန်မှာတန်ရှင်တော်ဝိညာဉ်တော်နဲ့ဘုရားသခင်တင့်ကိုဗတ္တိဇံပေးပြီးတန်ရှင်တော်ဝိညာဉ်တော်ဟာတင့်အထဲမှာတင့်ကိုကူညီဖို့ဘုရားသခင်တင်တဲ့တပါးတည်းပေးထားခြင်းဖြစ်ပါတယ်အဲ့လိုမျိုးဘုရားသခင်ကျွန်တော်တို့ပေးထားတဲ့တန်ရှင်တော်ဝိညာဉ်တော်နဲ့ဝေးနေအောင်ဒီနေ့ဆရာတော်များများကပြောနေခြင်းဖြစ်ပါတယ်ဒီနေ့ခရိယန်အတိုင်းဝဲမှာဆရာတော်များများကတင့်ကိုပြောလိုက်မယ်တင်ဘာမှလုပ်လို့မရဘူးတင်ဘာမှစ조사လို့မရဘူးတင်ဘာမှကိုစ조사လို့မရဘူးဆိုတော့အချက်ကိုအမြဲတမ်းပြောထားရှိပါတယ်ကျွန်တော်ပြောမယ်ဒီနေ့ဘုရားသခင်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်အနေနဲ့တင်လက်ခံတဲ့နေ့မှာဘုရားသခင်ကတင့်ကိုဆောက်ရှောက်တယ်ဘုရားသခင်ကတန်ရှင်တော်ဝိညာဉ်တော်ကိုတင့်ကိုတပါးတည်းပေးလိုက်တယ်တင်နဲ့တန်ရှင်တော်ဝိညာဉ်တော်ကတစ်ထပ်တည်းရှိနေပြီတန်ရှင်တော်ဝိညာဉ်တော်ဟာတင့်ကိုကူညီဖို့ရှိတယ်ခရစ်တော်ကိုယုံကြည်ပြီးတဲ့သူတွေတိုင်းဟာကျွန်တော်တို့နဲ့ကျွန်တော်တို့ပဲအသက်ရှင်နေခြင်းမဟုတ်ဘူးခရစ်တော်ကိုကယ်တင်ပိုင်ရှင်အနေနဲ့ယုံကြည်တဲ့သူတယောက်ကိုတင်ဆိုပြီးတော့သူ့ကိုလက်ညှိုးထိုးလိုက်တဲ့အချိန်မှာတင်ဆိုပြီးတော့အဲ့ဒီလူကိုလက်ညှိုးထိုးလိုက်ခြင်းဟာသူ့ရဲ့ဇာတိပဂတိလူကိုကျွန်တော်ကလက်ညှိုးထားခြင်းမဟုတ်ဘူးသူ့ကိုလက်ညှိုးထိုးတဲ့အချိန်မှာဆိုရင်သူနဲ့ပါလာတဲ့ဘုရားသခင်ရဲ့တန်ရှင်တော်ဝိညာဉ်တော်ကိုလည်းကျွန်တော်လက်ညှိုးထိုးခြင်းဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်တို့ကသိရှိဖို့လိုတယ်ကျွန်တော်ကအသက်တာမှာခရစ်တော်ကိုကယ်တင်ပိုင်ရှင်အနေနဲ့ကျွန်တော်ယုံကြည်ပြီးတော့ဗတ္တိဇံခံတဲ့ကျွန်တော်ဘုရားသခင်ရဲ့သားသမီးတွေဖြစ်တယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့နဲ့ကျွန်တော်တို့အပြစ်လူသားအပြစ်ရဲ့အသွေးသားကျွန်တော်တို့ရဲ့ဇာတိပဂတိအသက်ရှင်နေခြင်းမဟုတ်တော့ဘူးဘုရားသခင်ကိုပိုင်ဆိုင်ထားတဲ့လူတယောက်ဘုရားသခင်ကိုယုံကြည်ထားတဲ့လူတယောက်ဟာသူတယောက်ထဲမဟုတ်တော့ဘူးသူ့အထဲမှာတန်ရှင်တော်ဝိညာဉ်တော်ရှိနေပြီအဲ့ဒါကြောင့်ကျွန်တော်တို့ဒီနေ့ဘုရားသခင်ရဲ့အလုံးအမှုဆောင်ဓမ္မဆရာတွေဒီနေ့သိရှိဖို့ပါလဲဆိုတော့ခရိယန်အတိုင်းဝိုင်းထဲမှာ church ထဲမှာ Korean gathering ထဲမှာကျွန်တော်တို့စကားပြောတဲ့အခါကျတော့တင်မလုံနိုင်ဘူးတင်ဘလို့ပဲစ조사မလုံနိုင်ဘူးဆိုတဲ့အချက်ကိုကျွန်တော်တို့ဒီနေ့မတုံးဖို့ကျွန်တော်ပြောချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့လိုပြောလိုက်တဲ့အချိန်မှာတင်ကအဲ့ဒီလူကိုပဲပြစ်တင်ရှုတ်ချခြင်းပဲမဟုတ်ဘဲနဲ့သူ့ရဲ့ထဲမှာပါရှိလာတဲ့ဘုရားသခင်ရဲ့တန်ရှင်တော်ဝိညာဉ်တော်ကိုရှုတ်ချခြင်းဖြစ်ပါတယ်။အပြစ်တင်ခြင်းဖြစ်ပါတယ်။ကျွန်တော်ခုနကပြောထားတဲ့အတိုင်းပဲဒီမှာဗျာဒိတ်ကျမ်းခန်းကြီး7ငယ်30ထဲမှာ the accuse of the brethren ဆိုတာသူများကိုသူတပားကိုအပြစ်တင်ဖို့ပဲတည်တဲ့စာတမန်ဖြစ်တယ် accuser ဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ဒီခရိယန်အတိုင်းဝိုင်းထဲမှာကျွန်တော်တို့အပြောဆိုတွေကိုအယမ်းဆင်ခြင်ရမှာဖြစ်ပါတယ်ခရိယန်အတိုင်းဝိုင်းမှာကျွန်တော်ခရိယန်ဖြစ်လာပြီးဘုရားသခင်ကိုယုံကြည်တဲ့သူတယောက်ဖြစ်ပြီးတန်ရှင်တော်ဝိညာဉ်တော်နဲ့ baptism ခံပြီးသားလူတယောက်ဟာသူတယောက်တည်းသူ့ရဲ့ဇာတိပဂတိသူ့ရဲ့စာတမန်ရဲ့ခြေကျွန်းသူ့ရဲ့အသက်တာမှာသူတယောက်တည်းအသက်ရှင်ခြင်းမဟုတ်တော့ဘူးသူ့ရဲ့အသက်တာမှာတန်ရှင်တော်ဝိညာဉ်တော်နဲ့တထပ်ထဲသူကအသက်ရှင်နေခြင်းဖြစ်ပါတယ်အဲ့ဒါကြောင့်သူလှုပ်ဆောင်တဲ့အရာတိုင်းမှာတန်ရှင်တော်ဝိညာဉ်တော်နဲ့အတူလှုပ်ဆောင်မှုဖြစ်ပါတယ်ပေါလုကလည်းပြောတယ်ခရစ်တော်ကြောင့်အားလုံးကိုတတ်နိုင်တယ်ဆိုတာအဲ့ဒါကျွန်တော်ဒီနေ့ပြောချင်တဲ့အရာဘာဖြစ်လဲဆိုတော့ဘုရားသခင်ရဲ့အမှုဆောင်ဘုရားသခင်ရဲ့သားသမီးများကိုဘာမှမလုပ်နိုင်ဘူးဘုရားသခင်ရဲ့ကျမ်းစာတော်အတိုင်းလဲအသက်ရှင်လို့မရဘူးအသက်မရှင်နိုင်ဘူးဘုရားသခင်ရဲ့နှုတ်ကပတ်တော်အတိုင်းအသက်မရှင်နိုင်ဘူးအားနေတဲ့သူဖြစ်တယ်ဘာမှမလုပ်နိုင်တဲ့လူဖြစ်တယ်ဆိုပြီးပြောနေတဲ့သူတွေဟာဘယ်သူနဲ့သူလဲဆိုတော့စာတန်မာနရဲ့လက်ထဲမှာရှိနေတဲ့သူတွေပြောမဲ့စကားဖြစ်ပါတယ်အဲ့ဒီလိုမျိုးပြောနေတဲ့သူတွေဟာဆိုရင်စာတန်မာနရဲ့လက်ထဲမှာရှိနေတဲ့သူတွေပြောတဲ့စကားဖြစ်ပါတယ်ခင်ဗျားဒီနေ့ဘုရားသခင်ရဲ့လက်ထဲမှာဘုရားသခင်ရဲ့သားသမီးဖြစ်လာတဲ့ခါကျတော့အားလုံးတတ်နိုင်ရဘုရားသခင်ရဲ့အကွယ်ကအဆောက်မှဘုရားသခင်ရဲ့တန်ရှင်တော်ဝိညာဉ်တော်တင့်ရဲ့အထဲမှာရှိပြီးသားလူတယောက်ဟာဆိုရင်အားလုံးကိုဘုရားသခင်ရဲ့နာမနဲ့အားလုံးတတ်နိုင်ရမယ်တင်တတ်နိုင်တယ်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အတိုင်းအသက်ရှင်နိုင်တယ်ဘုရားသခင်ကြိုက်တဲ့အရာကိုခင်ဗျားလုပ်နိုင်တယ်ဆိုတဲ့အရာကိုကျွန်တော်ပြောရမှာဖြစ်ပါတယ်ဒီနေ့တရားဟောဆရာတော်တော်များများကကျွန်တော်တို့ဘာမှမလုပ်နိုင်ဘူးဘာမှမလုပ်နိုင်ဘူးဆိုတာကျွန်တော်တို့ခရိယန်ဖြစ်ပြီးတဲ့အခါကျတော့ပြောမယ့်စကားမဟုတ်ဘူးစာတမန်ရဲ့လက်ထဲမှာကြရှုံးနေတဲ့သူတွေကိုပြောမဲ့စကားဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ခင်ဗျားခရစ်တော်ကိုလက်မခံသေးတဲ့အချိန်မှာစာတမန်ရဲ့လက်ထဲမှာရှိတဲ့အချိန်မှာခင်ဗျားဘာမှမလုပ်နိုင်ဘူး။ဘာဖြစ်လို့လဲဆိုတော့ခင်ဗျားဟာစာတမန်ရဲ့လက်ထဲမှာရှိတဲ့စာတမန်ရဲ့ခွန်အားနဲ့တင်အသက်ရှင်နေတယ်။ဒါပေမဲ့ခင်ဗျားဒီနေ့ဘုရားသခင်ကိုလက်ခံပြီးတော့ဘုရားသခင်ရဲ့ရှေ့မှာဒူးထောက်ပြီးတော့ဘုရားသခင်ကြိုက်တဲ့အသက်တာနဲ့ကျွန်တော်အသက်ရှင်မယ်ဘုရားသခင်နောက်လိုက်မယ်ဆိုတဲ့အခါကျတော့ဘုရားသခင်ဒီတန်ရှင်တော်ဝိညာဉ်တော်ကိုပေးတဲ့အချိန်မှာတင်းရဲ့ဇာတိပဂတိနဲ့ခင်ဗျာအသက်ရှင်ခြင်းမဟုတ်တော့ဘူးတန်ရှင်တော်ဝိညာဉ်တော်နဲ့တထပ်တဲ့ခင်ဗျာအသက်ရှင်ခြင်းဖြစ်တယ်ဒီနေ့ခင်ဗျာစဉ်းစားရမှာကပါလဲဆိုတော့ခင်ဗျာမလုံနိုင်ဘူးဆိုတာမရှိဘူးခင်ဗျာဒီနေ့ကျမ်းစာကိုယုံကြည်တယ်ဆိုတာခင်ဗျာဒီကျမ်းစာအတိုင်းအသက်ရှင်ဖို့ခင်ဗျာယုံကြည်ခြင်းဖြစ်ပါတယ်ဘ
ဖျားသခင်ရဲ့နှုတ်ကပတ်တော်တရားကိုခင်ဗျားလက်ဆွဲပြီးတော့ကင်နေပြီဆိုတဲ့အခါကျတော့ဖျားသခင်ရဲ့နှုတ်ကပတ်တော်ကိုခင်ဗျားလက်ဆွဲကင်နေတယ်ဆိုတဲ့ကခင်ဗျားဟာတန်ရှင်တော်ဝိညာဉ်တော်နဲ့အတူပါရှိခြင်းဖြစ်ပါတယ်အဲ့ဒါကြောင့်ခင်ဗျားမှာမတတ်နိုင်စေရအကြောင်းမရှိဘူးဘာဖြစ်လို့လဲဆိုတော့ခရစ်တော်နဲ့ခင်ဗျားအတူရှောက်နေပြီတန်ရှင်တော်ဝိညာဉ်တော်နဲ့ခင်ဗျားပါရှိနေပြီခရစ်တော်ဟာတင့်အထဲမှာရှိတယ်တန်ရှင်တော်ဝိညာဉ်တော်ကတင့်အထဲမှာရှိတယ်ငါမလုံနိုင်ဘူးငါမလုံနိုင်ဘူးငါမလိုက်ရှောက်နိုင်ဘူးဆိုတဲ့အခါကျတော့ခင်ဗျားကဘယ်သူ့ကိုအပြစ်တင်နေလဲဆိုတော့ဒီစာတမန်ကတန်ရှင်တဲ့သူတွေကိုအပြစ်တင်တကယ်လို့တင်ဟာတင့်ကိုအပြစ်တင်နေတယ်ဒါပေမဲ့တင့်ရဲ့ကိုယ်ခန္ဓာကိုတင်ကအပြစ်တင်နေတာမဟုတ်ဘူးဖျားသခင်ရဲ့ကောင်းချီးမင်္ဂလာဖျားသခင်ရဲ့အစွမ်းတတိဖျားသခင်ရဲ့တတ်နိုင်ခြင်းကိုခင်ဗျားကအပြစ်တင်နေခြင်းဖြစ်တယ်တန်ရှင်တော်ဝိညာဉ်တော်ရဲ့ဆောင်မမှုကိုခင်ဗျားအပြစ်တင်နေခြင်းဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီနေ့တရားဟောဆရာတော်တော်များများယုံကြည်သူတွေစီမှာတရားဟောတဲ့ခါကျတော့မင်းတို့ကိုဘာမှမလုပ်နိုင်ဘူးမင်းတို့ဘာမှမလုပ်နိုင်ဘူးခရစ်တော်ကိုယုံကြပါခရစ်တော်ကိုယုံကြပါဆိုတဲ့စကားဟာဆိုရင်ခရိယန်အတိုင်းဝိုင်းထဲမှာပြောမဲ့စကားမဟုတ်ဘူးအဲ့ဒီစကားဘယ်ထဲမှာပြောမဲ့စကားဖြစ်လဲဆိုတော့စာတာမာနလက်ထဲမှာရောက်နေတဲ့သူတွေထဲမှာပြောမဲ့စကားဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ခရိယန်ထဲမှာရောက်ရှိလာတဲ့ခါကျတော့ဘုရားသခင်ရဲ့အုပ်ချုပ်မှုမှာကျွန်တော်တို့ရောက်ရှိနေပြီဘုရားသခင်ရဲ့သားသမီးများဖြစ်တဲ့ခါကျတော့ကျွန်တော်တို့တန်ရှင်တော်ဝိညာဉ်တော်ရှိတယ်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်ရှိတယ်ဘုရားသခင်ရဲ့တကိုးတွေကျွန်တော်တို့ထဲမှာရှိတယ်အဲ့ဒီလိုရှိနေတဲ့အချိန်မှာကျွန်တော်တို့အားလုံးတတ်နိုင်တယ်ပေါလုကလည်းဘုရားသခင်ရဲ့နာမအကြောင်းငါအရာရာကိုတတ်နိုင်တယ်ဆိုတာအဲ့ဒါကိုပေါလုကနားလည်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကိုတိုက်တွန်းခြင်းဖြစ်ပါတယ်အဲအကြောင်းကျွန်တော်တို့အသက်တာမှာကျွန်တော်တို့ဒီနေ့စဉ်းစားရမှာဖြစ်ပါတယ်ဖျားသခင်ရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်တို့မဖတ်ရှုဘူးတရားဟောဆရာပြောတဲ့အရာကိုပဲကျွန်တော်နားထောင်နေမယ် fancy sermon တွေ fancy တရားဟောချက်တွေကိုပဲကျွန်တော်နားထောင်နေမယ်ဆိုရင်တော့အဲ့ဒါတွေကိုကျွန်တော်သိရှိမှာမဟုတ်ဘူးကျွန်တော်ကကိုပဲအသက်ရှင်နေလို့ထင်နေတယ်တန်ရှင်တော်ဝိညာဉ်တော်ရဲ့အင်အားကြီးမှုနဲ့ကျွန်တော်အသက်ရှင်နေကြောင်းကိုကျွန်တော်သိရှိမှာမဟုတ်အဲ့ဒါကြောင့်ဒီနှုတ်ကပတ်တော်တရားကိုကျွန်တော်ဖတ်ရှုမယ်လိုက်နာမယ်ကျင့်သုံးမယ်ဆိုရင်တန်ရှင်တော်ဝိညာဉ်ဟာဒီကျမ်းစာထဲမှာအပြည့်အဝ 100% ပါခြင်းဖြစ်ပါတယ်ဒီကျမ်းစာကိုဖတ်တယ်ဒီကျမ်းစာအတိုင်းခင်ဗျာအသက်ရှင်နေခြင်းနဲ့ဆိုတော့တင်းရဲ့လှုပ်ဆောင်မှုလုံးဝမပါတော့ဘူးဘာဖြစ်လို့လဲဆိုတော့ခင်ဗျာကဒီကျမ်းစာကိုကင်ကြတဲ့ကဘုရားသခင်အတင်နဲ့အတူပါရှိခြင်းဖြစ်ပါတယ်ဒီကျမ်းစာကိုမွတ်စလင်တွေကကင်မှာမဟုတ်ဘူးဗုဒ္ဓဘာသာဖြစ်တဲ့လူတယောက်ကင်မှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့သူတို့ကယေရှုမရှိဘူးတန်ရှင်တော်ဝိညာဉ်တော်မရှိဘူးတင်ကဒီနေ့ကျမ်းစာကိုကင်နေပြီကျမ်းစာကိုကင်နေပြီဆိုတဲ့ကလေးကခင်ဗျာခရစ်ယာန်ဖြစ်နေပြီခရစ်ယာန်ဖြစ်နေတဲ့အတွက်ကြောင့်တန်ရှင်တော်ဝိညာဉ်တော်ဟာတင့်အထဲမှာရှိနေပြီဘာဖြစ်လို့လဲဆိုတော့ယုံကြည်သူတယောက်ဆိုကြတဲ့ဘပ်တစ်ဇံခံတဲ့အချိန်မှာခမည်းတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်နဲ့ခင်ဗျာဘပ်တစ်ဇံခံခြင်းဖြစ်ပါတယ်အဲ့လိုဘပ်တစ်ဇံခံခြင်းဟာအလကားရှောက်ရွတ်နေတာမဟုတ်ဘူးရှောက်ပြောနေတာမဟုတ်ဘူးခမည်းတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်ကတင့်ရဲ့အသက်တာမှာပါလာခြင်းဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ခင်ဗျာဒီကျမ်းစာကိုဖတ်ခြင်းဖြစ်ပါတယ်ဒီကျမ်းစာကိုကင်နေဆိုကြတဲ့ခင်ဗျာရဲ့အသက်တာမှာဘုရားသခင်ရှိတယ်သားတော်ရှိတယ်တန်ရှင်တော်ဝိညာဉ်တော်ရှိတယ်ဝိညာဉ်တော်နဲ့ဘပ်တစ်ဇံခံတဲ့တူတိုင်းတာဒီကျမ်းစာကိုဖတ်တယ်ခင်ဗျာရဲ့အဇာတိပဂတိအပြည့်ရဲ့ဂျေးကြုံဘဝအနေခင်ဗျာလွတ်မြောက်လာခြင်းဖြစ်တယ်လွတ်မြောက်လာခြင်းဖြစ်တဲ့ဤသူခင်ဗျာမှာဘုရားသခင်ရဲ့ဆောင်မမှုပါလာတယ်တန်ရှင်တော်ဝိညာဉ်တော်ရဲ့အလုဆောင်မှုခင်ဗျာမှာပါလာတယ်အဲ့ဒီအတွက်ကြောင့်ဒီကျမ်းစာဟာဆိုရင်ကျွန်တော်ယုံကြည်ထားတဲ့အတိုင်းပဲတရားမှာတရားတန်ရှင်တော်ဝိညာဉ်တော်နဲ့ရေးထားခြင်းဖြစ်တယ်တန်ရှင်တော်ဝိညာဉ်တော်နဲ့ဒီကျမ်းစာထဲမှာရှိတဲ့အရာကိုခင်ဗျာအသက်တာမှာရရှိခြင်းတယ်ခင်ဗျာရဲ့အသက်တာမှာဒီမှာကောင်းတဲ့အရာတစ်ခုကိုဖတ်ပြီးတော့ငါအသက်တာမှာသုံးခြင်းနဲ့ဆိုရင်တော့တန်ရှင်တော်ဝိညာဉ်တော်ဖြစ်တဲ့ဤသို့တန်ရှင်တော်ဝိညာဉ်တော်က 100% တင်းရဲ့အထဲမှာလှုပ်ရှားပြီးတော့ခင်ဗျာအောင်မြင်နေရင်တန်ရှင်တော်ဝိညာဉ်တော်ကဆောင်မတော်မှာဖြစ်ပါတယ်ဒီနေ့ကျွန်တော်ခရစ်ယာန်အတိုင်းဝိုင်းမှာကျမ်းစာကိုကင်နေပြီးတော့တန်ရှင်တော်ဝိညာဉ်တော်ပါမန်းမပါမန်းကျွန်တော်မသိကြဘူးကျွန်တော်ခရစ်ယာန်ဖြစ်လာပြီးတော့သူ့အထဲမှာတန်ရှင်တော်ဝိညာဉ်တော်ရှိခြင်းမရှိခြင်းဆိုတာမသိကြဘူးကျမ်းစာကိုကင်ပြီးတော့ခရစ်ယာန်ဖြစ်ပြီးတော့ငါမလုပ်နိုင်ဘူးငါမလုပ်နိုင်ဘူးငါမလုပ်နိုင်ဘူးဖျားသခင်ကလုပ်ပေးလိုက်မယ်ဖျားသခင်ဆိုတာတင့်အထဲမှာရှိနေပြီယေရှုခရစ်ဟာတင့်အထဲမှာရှိနေပြီတန်ရှင်တော်ဝိညာဉ်တော်ဟာတင့်အထဲမှာရှိပြီဖျားသခင်ကိုပဲပြောနေဖို့မဟုတ်ဘူးဖျားသခင်ကကောင်းကင်ကနေခင်ဗျားအတွက်လုပ်နေဖို့မဟုတ်ဘူးတင့်အထဲမှာရှိတဲ့တန်ရှင်တော်ဝိညာဉ်တော်နဲ့ခင်ဗျားဘယ်လိုလှုပ်ရှားရမလဲဆိုတာသင်စဉ်းစားရမှာဖြစ်ပါတယ်ခရိယန်အသက်တာဆိုတာအဲ့ဒါဖြစ်ပါတယ်ခရိယန်အတိုင်းဝိုင်းထဲမှာစာတန်မာနကပို့ပြီးတော့အလုပ်လုပ်တယ်။ဘာဖြစ်လို့လဲဆိုတော့အခြား outside Christianity ဆိုတာသူ့မှာလှုပ်ရှားမလို့တော့ဘူး။သူတို့က100% ရပြီးသား။သူတို့ရဲ့ vote ကိုသူက100% ရပြီးသား။ तू မရသေးတဲ့ vote ဆိုတာဒီ Christian ထဲမှာဖြစ်တဲ့အတွက်ကြောင့်ကျမ်းစာထဲမှာပြောတဲ့အရာတွေကျမ်းစာထဲမှာပြောတဲ့အရာတွေကကျွန်တော်တို့ဒီခရိယန်အတိုင်းဝိုင်းထဲမှာဖြစ်တဲ့အရာတွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီနေ့တနေ့ထက်တနေ့ကျွန်တော်တို့ကျမ်းစာကိုပို့ပြီးတော့လေ့လာပြီးတော့တယောက်နဲ့တယောက် share ကြဖို့ဖြစ်ပါတယ်။အဲကြောင့်မဿဲခန်းကြီး9:21ထဲမှာလည်းဘယ်လိုပြောထားလဲဆိုတော့တခင်ဟုငါ့ကိုရှောက်တော့သူတိုင်းကောင်းကင်နိုင်ငံသို့ဝင်ရလိမ့်မည်မဟုတ်ဒီနေရာမှာကြည့်မယ်ဆိုရင်တော့တခင်ဆိုပြီးတော့ခေါ်တဲ့သူဟာဗုဒ္ဓဘာသာထဲကလူမဟုတ်ဘူး
မွတ်စလင်ထဲကလူမဟုတ်ဘူးဟိန္ဒူထဲကလူမဟုတ်ဘူးကျွန်တော်ဒီခရစ်ယာန်ထဲကလူတွေပဲဖြစ်တယ်ဒီမှာဘာဆက်ပြောထားသေးလဲဆိုတော့ကောင်းကင်ဘုံ၌ရှိတော်မူသောငါဤခမည်းတော်ဤအလိုကိုဆောင်တော်သူတလည်းဝင်ရလိမ့်မည်ခင်ဗျားဒီနေ့ကောင်းကင်ဘုံ၌ရှိတော်မူသောသခင်ရဲ့အလိုတော်ဆိုတာကျွန်တော်ဒီနေ့ကျမ်းစာထဲမှာပဲကျွန်တော်တွေ့ရပါတယ်အဲ့ဒါကြောင့်ကျွန်တော်ဒီနေ့အသက်တာမှာတတိရှိဖို့အရန်လိုတယ်ခုနကကျွန်တော်အေဝရဲ့အကြောင်းကိုပြောပြီးအေဝဟာလည်းသူ့ရဲ့အသက်တာမှာဖျားသခင်ကိုယုံကြည်တဲ့သူဖြစ်တယ်ဖျားသခင်သူ့ကိုဖန်ဆင်းထားတဲ့သူဖြစ်တယ်တန့်ရှင်းတဲ့သူတစ်ယောက်ဖြစ်တယ်အပြစ်မရှိတဲ့အေဒင်ဥယျာဉ်ထဲကနေတော့မှစာတမာရကဒီအေဝကိုနိုင်နေဆိုရင်ခင်ဗျားဒီနေ့အသက်တာဒီအပြစ်နဲ့ပြည့်ဝတဲ့ဒီကဘာကြီးထဲမှာစာတမာနလှုပ်ရှားနေတဲ့ဒီကဘာကြီးထဲမှာခင်ဗျားပို့ပြီးတော့တတိထားရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီနေ့ဘာကိုစဉ်းစားရမလဲဆိုတော့ဒီဆုံဆန်းနောက်ရှစ်ချင်းဒီလိမ်လေလက်ဖျားမှုဆိုတာအပြင်ကနေလာမှာမဟုတ်ဘူးကျွန်တော်ဒီအထက်ကနေပဲလာမယ်ကျွန်တော်ဒီခရိယန်အတိုင်းဝိုင်းထက်ကနေပဲဒီလိမ်လေလက်ဖျားမှုတွေလာမယ်အန်တီခရစ်ဆိုတာလည်းအပြင်ကနေလာမှာမဟုတ်ဘူးဒီအထက်ကနေပြီးတော့အယောင်အဆောင်လာမှာအယောင်အဆောင်ဆိုတာဥပမာကျွန်တော်ပြောပြမယ်ကျွန်တော်ရဲ့အယောင်အဆောင်ဆိုတာကျွန်တော်လိုပဲပြင်ဆင်မှာဖြစ်ပါတယ်ကျွန်တော်ရဲ့အယောင်အဆောင်ဟာကျွန်တော်အဖေလိုမျိုးဘယ်သူမှပြင်ဆင်မှာမဟုတ်ဘူးကျွန်တော်အယောင်အဆောင်ဆိုကျွန်တော်လိုပဲလာရမယ်အဲအကြောင်းကျွန်တော်ဒီနေ့ပြောချင်တာပါဆိုတော့ဒီထဲမှာပြောတဲ့အရာတွေကျွန်တော်ခရိယန်တိုင်းဝိုင်းထဲကနေပဲဖြစ်လာမယ့်အရာတွေဖြစ်တယ်ဒါကြောင့်ငါရဲ့ခမေးတော်ရဲ့အလိုကိုဆောင်တော်သူတလည်းဝင်ရလိမ့်မည်ခင်ဗျားဒီနေ့နှုတ်ကပတ်တော်အတိုင်းဘယ်လောက်လှုပ်ဆောင်ပြီလဲဘယ်လောက်လှုပ်ဆောင်ပြီလဲလှုပ်ဆောင်ခြင်းဆိုတဲ့ခါကျတော့ခင်ဗျားလှုပ်တာမဟုတ်ဘူးတင့်အထဲမှာရှိတဲ့ဖျားသခင်နဲ့တန်ရှင်တော်ဝိညာဉ်နဲ့ခင်ဗျားအလုပ်လုပ်တဲ့အရာကိုကျွန်တော်ပြောချင်တာဘာဖြစ်လို့လဲဆိုတော့ခင်ဗျားခရိယန်တယောက်ဖြစ်တဲ့အချိန်မှာခင်ဗျားနဲ့ခင်ဗျားပဲအသက်ရှင်နေတာမဟုတ်တော့ဘူးဘာဖြစ်လို့ဆိုတော့တင့်မှာစစ်ကိုရှိနေပြီတင်းတဲ့တဘာတွေပါလာတဲ့တန်ရှင်တော်ဝိညာဉ်တော်ရှိတယ်ဖျားသခင်ရဲ့လှုပ်ဆောင်မှုတွေရှိလာတယ်အဲဒါကြောင့်ခင်ဗျားကိုအပြစ်တင်မယ်အဲဒါကြောင့်ခင်ဗျားဒီနေ့ကိုအပြစ်တင်နေမယ်ငါမလုပ်နိုင်ဘူးငါမတတ်နိုင်ဘူးငါဘာမှမလိုက်ရှောက်နိုင်ဘူးဆိုရင်ခင်ဗျားအထဲမှာရှိနေတန်ရှင်တော်ဝိညာဉ်တော်ဖျားသခင်ရဲ့လှုပ်ဆောင်မှုကိုတင်အပြစ်တင်နေခြင်းဖြစ်တယ်အဲဒါကိုခင်ဗျားဒီနေ့မတ်ရကောင်းတတိထားဖို့အရန်ရေးကြည့်တယ်ဆိုတာကျွန်တော်ဒီနေ့ပြောချင်ပါတယ်ထိုနေ့၌ကသခင်အကျွန်တော်တို့ဒီကိုရောအခွင့်နဲ့ဆုံးမဩဝါဒပေးပါပြီဆုံးမဩဝါဒပေးပါပြီမဟုတ်လောတဲ့နော်ကိုရောအခွင့်နဲ့ဆုံးမဩဝါဒပေးနေကြတယ်ဒီနေ့ကဘာကြီးထဲမှာစုံစမ်းနောက်ရှက်ချင်းလိမ်လေလက်ဖျားမှုဆိုတာရှင်းပြောမယ်ဆိုရင်အပြင်ကနေလာမယ့်အရာမဟုတ်ဘူးကျွန်တော်တို့ဒီခရိယန်တိုင်းဝိုင်းထဲကနေပဲ twist ထားတဲ့အရန်ထွက်လာမယ်ဖခင်တခင်ရဲ့နှုတ်ကပတ်တော်ကိုဟိုလက်ဒီလက်ဒီဟာကိုဒီလိုရှင်းပြမကန်ရှင်းပြနေတဲ့သူတွေပြောဒီဖခင်တခင်ရဲ့နှုတ်ကပတ်တော်ကအတိအကျပြောထားတယ်ဒါပေမဲ့အဲ့ပူကောင်းနိုင်မယ်အဲ့လိုပူကလူအများကြီးကအဲ့ဒီအချိန်ကနေပြီးတော့အဲ့လိုပဲလိုက်လျှောက်လာခဲ့ကြတာပဲဖြစ်မှာပဲဆိုတဲ့သူတွေကဒီထဲမှာပါတယ်ဘာဖြစ်လဲဆိုတော့ဒီမှာသခင်ကျွန်ုပ်တို့ဒီကိုရောရဲ့အခွင့်နဲ့ဆုံးမဩဝါဒပေးပါပြီမဟုတ်တော့လေကိုရောအခွင့်သူတို့လုပ်တဲ့အရာကိုကိုရောအခွင့်လို့ထင်နေကြတဲ့သူတွေဖြစ်တယ်ဒီနေ့ကျွန်တော်ဒီခရိယန်အတိုင်းဝိုင်းထဲမှာဒီဆေယာပါစာတွေထဲမှာလဲမင်းမဟုတ်တဲ့အရာကိုပြောနေတယ်မင်းပြောတဲ့ဟာတွေကမမှန်ဘူးဆိုပြီးတော့သွားပြောလို့မရဘူးသူတို့သွားပြောရင်မင်းကိုစောင့်ကန်ပြီးတော့ပြန်လွတ်လိုက်မယ်ဒီနေ့ဘယ်သူမှကငါလိန်နေတဲ့သူကျမ်းစာကိုမဟုတ်မှန်မှန်ပြောနေတဲ့ဆိုတဲ့သူဘယ်သူမှမခံချင်ဘူးကိုရောရဲ့အခွင့်နဲ့ဆုံးမဩဝါဒပေးနေတယ်လို့ပဲထင်နေကြတယ်ကိုရောရဲ့အခွင့်နဲ့နတ်ဆိုးတို့ကိုနင်ထုတ်ပါပြီးမဟုတ်လို့ဆိုပြီးတော့ပြောကြတယ်ဒီနေ့ခရိယန်အတိုင်းဝိုင်းထဲမှာကျွန်တော်ဒီဟာတွေဖြစ်ပျက်နေပြီဖခင်သခင်ရဲ့တမန်တရားကျမ်းစာကဘာကိုအတိအကျပြောထားလဲဆိုတာကျွန်တော်ဒီနေ့စဉ်းစားရမှာဖြစ်ပါတယ်ဖခင်သခင်ရဲ့စကားကိုနားမထောင်ရင်တော့အေးဝလို့ပဲကျွန်တော်တို့ဒီထဲမှာမျောနေပြီးတော့စာတန်ရဲ့လက်ထဲမှာကျွန်တော်ရောက်နေကြောင်းတောင်မှမသိချင်းဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့ဒီနှုတ်ကပတ်တော်ကိုကျွန်တော်ဂရုမစိုက်ဘူးနှုတ်ကပတ်တော်တိုင်းကျွန်တော်မသွားချင်ဘူးဆိုရင်တော့အေဝလိုပဲကျွန်တော်စာတန်ရဲ့လက်ထဲမှာကျွန်တော်ရောက်ရှိသွားမှာဖြစ်ပါတယ်စာတန်ဟာနှုတ်ချိုနဲ့စကားပြောတတ်တဲ့သူဖြစ်ပါတယ်နားထောင်လို့ကောင်းပြောတတ်တဲ့သူဖြစ်ပါတယ်သူကအယမ်းတော်တဲ့သူတယောက်ဖြစ်ပါတယ်ကြည့်လိုက်မယ်ဆိုရင်တော့အစင်းအင်္ဂါနဲ့ပြည့်စုံတဲ့သူဖြစ်ပါတယ်အဲ့လိုပဲဒီနေ့အဲ့လိုမျောသွားတဲ့သူတွေအများကြီးရှိနေပြီအဲ့ဒါကြောင့်ကျွန်တော်အဲ့ဒီနေရာနေနိုးထပြီးတော့ဘုရားသခင်နှုတ်ကပတ်တော်ကဘာပြောလဲဆိုတာမလိမ့်လာရင်လူတော်များများဟာခရစ်တော်ကြွလာတဲ့အချိန်မှာငါမသိဘူးဆိုပြီးတော့အပြောခံမဲ့သူတွေအများကြီးရှိတယ်ဆိုတော့သိရပါတယ်ကိုရောရဲ့အခွင့်နဲ့အများစွာသောတကိုးတို့ကိုပြပါပြီးမဟုတ်လို့ဟုအများသောသူတို့တွေရှောက်ကြလိမ့်မည်တဲ့ဒီနေ့ကျွန်တော်ခရိယန်အတိုင်းဝိုင်းထဲမှာလဲအသင်းတော်တိုင်းမှာဘုရားသခင်ရဲ့နာမတော်နဲ့နတ်ဆိုးကိုနင်ထုတ်တဲ့သူတွေအများရှိတယ်ဘုရားသခင်နာမတော်နဲ့နမိတ်လက္ခဏာတွေကိုလှုပ်ဆောင်တဲ့သူတွေအများရှိတယ်အနာရောဂါတွေကိုငြိမ်းစေတဲ့သူတွေအများရှိတယ်ပြီးတော့ဆုံးမဩဝါဒပေးတဲ့သူတွေအများရှိတယ်ဒါပေမဲ့ခရစ်တော်ကအဲ့ဒီလိုမျိုးခင်များလှုပ်တိုင်းအဲ့လိုမျိုးနမိတ်လက္ခဏာလှုပ်တိုင်းအဲ့လိုမျိုးကောင်းတဲ့အရာကိုလှုပ်တိုင်းအဲ့လိုမျိုးနတ်ဆိုးနင်ထုတ်တိုင်းဘုရားသခင်ကတင့်ကိုငါသိတယ်လို့ပြောမယ်ဆိုတာ
မကျင်းသေးဘူးဘာဖြစ်လို့လဲဆိုတော့ဖျားသခင်ဟိုငါကိုရှောက်တော့သူတိုင်းကောင်းကင်နိုင်ငံတော့မရောက်ပါဒီနေ့ကျွန်တော်တို့ဘာကိုဦးစားပေးရမလဲဆိုတော့အေးဝလူမျိုးကျွန်တော်တို့မမျောသွားဖို့အရေးကြီးတယ်တရားဟောဆရာရဲ့တရားထဲမှာမမျောသွားဖို့အရေးကြီးတယ်တရားဟောဆရာရဲ့ဥပဒေရုပ်ထဲမှာမျောသွားဖို့မဟုတ်ဘူးတရားဟောဆရာအဆိုကောင်းလို့ကျွန်တော်တို့မျောသွားဖို့မဟုတ်ဘူးကျွန်တော်မျောသွားရမယ့်နေရာဘယ်နေရာလဲဆိုတော့ဒီတမန်ကျမ်းစာထဲမှာကျွန်တော်မျောသွားရမှာဖြစ်ပါတယ်အေးဝဟာလေ तू ကတမန်ကျမ်းစာကို तू ကသိတယ်အတိုင်းတာအထိ तू ကသိတယ်ဒါပေမဲ့စာတန်မာရကသူ့လိန်လိုက်တဲ့အခါကျတော့ तू က double confirm မလုပ်တော့ဘူးအေဝါကသူ့ကိုဖန်ဆင်းတဲ့ဖျားစီမှာ double confirm မလုပ်ဘူးသူ့ယောက်ျားစီမှာ double confirm မဟုတ်ဘူးဖျားစီမှာ तू ကဒါတကယ်တမ်းဖြစ်တာလားဒါတကယ်မှန်လား तू ဖျားစီမှာပြေးပြီးတော့ဖျားသခင်ဒီဟာအမှန်လားဒီဟာအမှားလားဆိုပြီးတော့ပြန်သွားမမေးတဲ့အခါကျတော့စာတမန်ရဲ့လိန်လည်မှုထဲမှာ तू ကမျောနေတယ်အပြောကောင်းတယ်တရားဟောကောင်းတယ်တခြင်းဆိုကောင်းတယ်ဆိုတဲ့နေရာမှာ तू ကမျောသွားတဲ့အခါကျတော့ဖျားသခင်နဲ့ तू ကဝေးသွားခြင်းဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့အသက်တာထဲမှာလဲကျွန်တော်ဖျားသခင်ရဲ့အလိုတော်တိုင်းကျွန်တော်အသက်ရှင်ဖို့လိုပါတယ်ဖျားသခင်က yes ဆိုတော့ကျွန်တော်တို့က yes လို့ခေါ်ရမှာဖြစ်ပါတယ်ဖျားသခင်ကဒီမှာ yes ဆိုပြီးတော့ကျွန်တော်ကဒါဘလို့ပါဘူးကျွန်တော်တို့ဒီအတိုင်းဝိုင်းမှာတို့ဒီခေတ်ထဲမှာဆိုတော့ကျွန်တော်ဒီလိုအလုပ်လုပ်လို့မရဘူးဒီလိုပြောလို့မရဘူးအဲ့လိုနဲ့ကျွန်တော်တို့ဘလို့မှနေလို့မရဘူးဘာဖြစ်လဲဆိုတော့ဖျားသခင်ကအမဲဆိုတော့အမဲပဲဖျားသခင်ကအဖြူဆိုအဖြူဆိုတဲ့ဖျားဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့လိုမျိုးကျွန်တော်တို့လိုက်လျှောက်နိုင်အောင်ဖျားသခင်ကျွန်တော်တို့ဗာပေးထားလဲတန်ရှင်တော်ဝိညာဉ်တော်ပေးထားပါတယ်ဒီနေ့လူတော်များများဟာတန်ရှင်တော်ဝိညာဉ်ကိုရှုတ်ချတဲ့သူတွေအများကြီးရှိတယ်အဲ့ဒီလိုမျိုးတန်ရှင်တော်ဝိညာဉ်ကိုရှုတ်ချတဲ့သူတွေကဗာပြောလဲဟာငါမလုပ်နိုင်ဘူးငါမတတ်နိုင်ဘူးငါဘာမှမလုပ်နိုင်ဘူးငါဖျားသခင်ကိုပဲယုံကြည်တယ်ဖျားသခင်ကငါအတွက်လုပ်ပေးမယ်ဖျားသခင်ကတင့်အတွက်အမြဲတမ်းလုပ်ပေးနေတယ်ဖျားသခင်ကတင်နဲ့အတူလုပ်ချင်တယ်ဖျားသခင်ကတင်နဲ့အတူလုပ်ချင်တယ်ဘာဖြစ်လို့လဲဆိုတော့ဖျားသခင်ကတင့်ကိုဖန်ဆင်းတဲ့အချိန်မှာဖျားသခင်ရဲ့ပုံတဏ္ဍာတော်နဲ့အညီတင့်ကိုဖန်ဆင်းထားခြင်းဖြစ်တယ် free will ပေးထားတယ်ရွေးချယ်ပိုင်ခွင့်ပေးထားတယ်ဖျားသခင်ကတင့်ကိုစိတ်ရုပ်တရုပ်လို့တင့်ကို control နေတာမဟုတ်ဘူးဖျားသခင်လိုပဲတင်စဉ်းစားလို့ရအောင်ဖျားသခင်တင့်ကိုဖန်ဆင်းထားခြင်းဖြစ်တယ်ဒါကြောင့်ခင်ဗျာခရစ်ယာန်ဖြစ်တဲ့အချိန်မှာဖျားသခင်ကဒီမနိုင်နေမဲ့အရာကိုခင်ဗျာတွန်းလှန်တဲ့အချိန်မှာခင်ဗျာနဲ့အတူပါရှိဖို့တန်ရှင်တော်ဝိညာဉ်ကိုပေးထားခြင်းဖြစ်ပါတယ်ဒီနေ့ကိုငါမလုံနိုင်ဘူးဆိုတဲ့သူတွေကတန်ရှင်တော်ဝိညာဉ်ကိုရှုတ်ချတဲ့သူဖြစ်တယ်ဒီနေ့ခရစ်ယာန်ဖြစ်လာပြီးတော့ကိုငါမလုံနိုင်ဘူးငါမတတ်နိုင်ဘူးဆိုတဲ့သူတွေဟာဖျားသခင်ရဲ့အာဏာတော်ဖျားသခင်ရဲ့တကိုးတော်ကိုစန့်ကျင်တဲ့သူတွေရှုတ်ချတဲ့သူတွေဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ဗျာဒိတ်စနစ်ငယ်30ထဲမှာပြောထားတဲ့အတိုင်းပဲနေညမပြတ်အပြစ်တင်သောယန္တုကိုနေညမပြတ်အပြစ်တင်သောယန္တုဆိုတာအဲ့ဒါစာတန်အပြစ်တင်တယ်ကိုအပြစ်တင်တယ်ငါမလုံနိုင်ဘူးခရိယန်ဖြစ်လာပြီးတော့ငါမလုံနိုင်ဘူးခရိယန်ဖြစ်လာပြီးတော့ငါမတတ်နိုင်ဘူးခင်များမဟုတ်ဘူးနော်လောက်ကင်မဲ့သူဟာခင်များမဟုတ်ဘူးခင်များမလုံနိုင်ဘူးဆိုတဲ့ခါကျတော့ခင်များစာတန်မာနရဲ့လက်ထဲမှာရှိနေတဲ့အချိန်ကိုခင်များပြောနေခြင်းဖြစ်ပါတယ်ခင်များဒီနေ့ဖျားသခင်ရဲ့နှုတ်ကပတ်တော်အတိုင်းအသက်မရှင်ခြင်းဘူးဖျားသခင်လမ်းပြတဲ့အတိုင်းအသက်မရှင်ခြင်းဘူးဖျားသခင်ပြောထားတဲ့အတိုင်းခင်များအသက်မရှင်ခြင်းဘူးဆိုရင်တော့ခင်များစာတန်မာနရဲ့လက်အောက်ထဲမှာရှိနေတော့ဖြစ်တယ်ဒါပေမဲ့ခင်များဒီနေ့ဖျားသခင်ပြောထားတဲ့အတိုင်းငါတတ်နိုင်မယ်ပေါ်လို့ငါအရာရာကိုခရစ်တော်ရဲ့နာမနဲ့တတ်နိုင်မယ်ဆိုတဲ့သူတွေတာလင်ခရစ်ယာန်အစစ်မှန်ဖြစ်တယ်ဒီကျမ်းစာနဲ့အတူပါရှိတဲ့သူဖြစ်တယ်ခရစ်ယာန်တယောက်ဖြစ်လာတဲ့သူဟာတန်ရှင်တော်ဝိညာဉ်တော်နဲ့တထက်ထက်ဖြစ်တယ်တန်ရှင်တော်ဝိညာဉ်တော်နဲ့အသက်ရှင်ခြင်းဖြစ်တယ်ဖျားသခင်ရဲ့တကိုးတော်နဲ့အသက်ရှင်ခြင်းဖြစ်ပါတယ်ခရစ်ယာန်နေပြောရမယ့်စကားဘာဖြစ်လဲဆိုတော့ခရစ်တော်ရဲ့နာမတော်နဲ့ငါတတ်နိုင်တယ်ခင်များအသက်တာမှာခင်များရဲ့ဇာတိပဂတိအသက်တာနဲ့ခင်များအသက်ရှင်နေခြင်းမဟုတ်တော့ဘူးဖျားသခင်ရဲ့တကိုးတော်တန်ရှင်တော်ဝိညာဉ်တော်ရဲ့တကိုးတော်နဲ့ခင်များအသက်ရှင်နေတဲ့အတွက်ကြောင့်ကျမ်းစာကပြောတဲ့အရာတစ်ခုခုကိုလိုက်လျှောက်မယ်ဆိုရင်ခင်များတတ်နိုင်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီကျမ်းစာကလည်းတန်ရှင်တော်ဝိညာဉ်တော် 100% ပါတယ်ခင်များရဲ့အထက်မှာလည်းတန်ရှင်တော်ဝိညာဉ်တော်ပါတယ်ဘာမှခက်ခဲစရာအကြောင်းမရှိဘူးကိုခက်ခဲမယ်လို့ပြောနေတဲ့ဆိုရင်တော့ခင်များစာတန်မာနရဲ့ကြေးကျုံမှာပဲရှိနေသေးတယ်ဖျားသခင်နဲ့ cooperation ဖျားသခင်နဲ့အတူတူလှုပ်ဆောင်မှုကိုခင်များမစင်စားသေးခြင်းဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်ခင်များဒီနေ့ပြောရမယ့်စကားဘာလဲဆိုတော့ဖျားသခင်နာမတော်နဲ့အားလုံးကိုတတ်နိုင်မယ်ဘာဖြစ်လို့လဲဆိုတော့ဖျားသခင်ငါ့ကိုခွန်အားပေးတယ်ဖျားသခင်ကတင့်ကိုစစ်ကိုပေးထားတယ်စစ်ကိုဆိုတာတန်ရှင်တော်ဝိညာဉ်တော်ဖြစ်တယ်ဖျားသခင်ကိုယ်၌ကခင်များကိုဆောင်းမတော်မှာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်ဖျားသခင်ကိုကိုယ့်ရဲ့ကယ်တင်ပိုင်ရှင်အနေနဲ့လက်ခံပြီးတဲ့သူတိုင်းဟာခမည်းတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်နဲ့ဗတ္တိဇံကိုခံပြီးခြင်းဖြစ်ပါတယ်အဲ့ဒီအချိန်ကနေစပြီးတော့တန်ရှင်တော်ဝိညာဉ်တော်ဟာတင့်ရဲ့အထဲမှာရှိနေပြီ
ကျမ်းစာထဲမှာပြောတဲ့အတိုင်းပဲခင်များဟာတန့်ရှင်တော်ဝိညာဉ်တော်ကိန်းအောင်နေတဲ့ဗိမာန်တော်ဖြစ်နေပြီခင်များထဲမှာတန့်ရှင်တော်ဝိညာဉ်တော်ရှိနေပြီခင်များထဲမှာတထက်တဲ့ဖြစ်နေပြီအဲ့ဒီအချိန်မှာကိုငါမလုံနိုင်ဘူးငါမတတ်နိုင်ဘူးငါမလိုက်ရှောက်နိုင်ဘူးဆိုတဲ့စကားကိုခင်များပြောနေမယ်ဆိုရင်စာတမာနကဗျာဒိတ်ကျမ်းစနစ်ငယ်30ထဲမှာနေရမပြတ်အပြစ်တင်တော့ရန်သူဆိုတာအဲ့ဒီလိုမျိုးလူကိုပြောခြင်းဖြစ်ပါတယ်အဲ့ဒါကြောင့်ကိုအပြစ်တင်ဖို့မဟုတ်တော့ဘူးငါဖျားသခင်ရဲ့နာမတော်ဖျားသခင်ရဲ့တကူတော်နဲ့တတ်နိုင်မယ်ဆိုတဲ့အရာကိုပြောဆိုနိုင်မဲ့ဖျားသခင်ရဲ့သားသမီးအရောက်စီတိုင်းဖြစ်စေမယ်ဆိုတဲ့အရာကိုကျွန်တော်ဒီနေ့ပြောချင်ပါတယ်ကြားနာသူအရောက်စီတိုင်းပေါ်မှာဖျားသခင်ရဲ့ကြွယ်ဝတော်ကောင်းကြီးမင်္ဂလာဖျားသခင်ရဲ့တန်ရှင်တော်ဝိညာဉ်တော်ပါရှိခြင်းဖြင့်အရာကိုအောင်နိုင်တဲ့ကောင်းကြီးမင်္ဂလာချပေးပါစေဆိုပြီးတော့ကျွန်တော်ဒီကနေ့ပြီးတော့ဆုတောင်းပေးပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်